မင်္ဂလာပါရှင်ကျမတို့ရဲ့ Let's Story Audio Book Channel လေးကနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာချစ်စလံအောင်များစွာကိုအမျက်မပြတ်ရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်စလံအောင်လေးကမိရွေးလေးရဲ့ရမကြံမောင်းဆိုတဲ့ဇလံလေးရဲ့အစအဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်တဲ့တော့ဇလံတွေတင်တိုင်းသိရှိဖို့အတွက်ဘေးနား notification လေးကိုလည်းတပါးနဲ့နှိပ်သွားပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇလံလေးကိုခုပဲအတူတူလိုက်ပါပြီးတော့စီမျောနာဆင်ကြည့်ရအောင်လားရှင်ခဏတခွဲမင်းရင်စားတာနော်သောက်ပူတွေဘလို့စမ်းနဲ့မင်းရပါလို့မြမုံကိုစပြီးတော့ရည်သားစကားသွားပြောတာလဲခွေးတာလေးပြလာကွာပြောတော့မင်းနဲ့မြမုံကဘာမလို့လဲအမျိုးလည်းမဟုတ်ဘူးတငယ်ချင်းအဆက်လောင်နဲ့ဟာခဏတခွဲတောင်းလက်စားစေးလေးအားမြေပြင်ပေါ်ချလိုက်ပြီးဖဏန်နဲ့နင်းချေကခန်းစိတ်အားမျက်မှောင်ကြုံကကြည့်ရင်ဟမ်မင်းမသိရင်လေတောက်ပေါက်ပိတ်နေလေဟမ်ဘာလို့ရည်သားစကားသွားပြောတာလဲငါမှန်းတာမမရဲ့မင်းအငဲခံရတယ်မလားခဏပြောလိုက်တော့ခန်းစိတ်ဟာတမင်မင်းနဲ့ဖြစ်နေတော့တယ်အကြောင်းကတော့ခဏပြောတာအမှန်ဖြစ်နေလို့ပဲမင်းနေအောငါပြောလို့မပြီးသေးဘူးမြေမကဘသူ့အပိုင်လဲဆိုတာကြောင်ကလေးကလူတိုင်းသိတယ်အခုကြောင်ပြီးသွားတော့လေသိတယ်မင်းကသာမသိတာဟုတ်တယ်မလားဟဲ့အောင်တွေဟုတ်တာပေါ့အရှုံးသမားလေးတွေခန္ဓာတခွင်ရဲ့စေမော်လှောင်ပြောင်းတဲ့တန်ကြောင့်ခန်းစင်ဒေါသထွက်ကခန္ဓာတခွင်ကိုထိုးမြေပြုတ်လျင်မြန်လို့နေခန္ဓာရဲ့လက်ကအမိအရာတာကခန်းစင်ရဲ့မျက်နှာတဲတဲ့ကိုနှစ်ဆင့်ထိုးချလိုက်တယ်နေ့တထောင်ကျိုးစားလိုက်အောင်ငါဆိုတဲ့ကောင်ကိုထိုးစင်ရဲ့ပေါ့ခန္ဓာတခွင်သူ့ကိုလေတမမနဲ့အော်နဲ့ပရာသာခန်းစင်မြုံမအလင်းပါရိုက်တာခံလိုက်ရတာကြောင့်အတော်ပင်ချင်သွားရကဒေါသမျက်လုံးဖြင့်မင်းကိုငါနဲ့တွေ့မယ်မြုံမအလင်းနေချက်ချက်တတိထားနေလက်တောက်ပြီးကိုပစိုက်တာခန်းစင်လေထိုနေရာမှာထွက်သွားတော့ခန္ဓာတခွင်ရဲ့မျက်နှာဟာတင်းမာပြီးမြုံမအလင်းလက်အားတင်းချနေအောင်စုပ်ကင်ထားတယ်ပြိုင်ကပေါ်ခေါ်တင်ကအဝေးပြေးလမ်းမစီကိုအစိမ့်တင်ကမောင်းလာခဲ့လိုက်တယ်ထိုအဝေးပြေးလမ်းမပေါ်လေးရောက်တော့မြုံမအလင်းအသက်မမနဲ့ခေါ်လာတဲ့ခန္ဓာကိုမြုံမမျက်ခုံးကြောက်လိုက်ရင်ဘာလဲဟာငါအပိုင်ဖြစ်စေခြင်းနဲ့မင်းကိုခန္ဓာတခွင်ဆိုတဲ့ငါရဲ့တယောက်တည်းအပိုင်ပဲဖြစ်စေခြင်းနဲ့နေစည်းကြော်မလားနဲ့နေငါက front zone ထဲမှာပဲရှိသေးတယ်စည်းကြော်ခြင်းနဲ့ဟာနေမလို့ကိုစည်းကြော်ခြင်းတာ front zone ထဲမှာငါမနေချင်တော့ဘူးစေတနာနဲ့ပြောတာခန္ဓာစည်းမကြော်ခြင်းစမ်းနဲ့ငါဘလောက်ဆိုလဲနေလဲသိတယ်ယောက်ျားလေးတွေနဲ့စင်မောက်တန်းနိုင်လောက်တဲ့ထိငါဟာဆိုတယ်ငါချစ်တယ်လေဘာလို့သိလို့လဲငါမရရင်ရအောင်ရှုမှာနော်မရိတ်ချစ်ပြီးတော့ကိုရှုမှာမြေပေါ်ခန္ဓာကိုကြည့်တော့ပြောသလိုလုံးမြေပေါ်တကယ်တော့မြေပေါ်ဘက်ကလည်းစီးကြော်ခြင်းနဲ့စီးကြော်လိုက်ပြီးမှဝေးကွာသွားရင်ခံစားနိုင်မည်မထင်ခန္ဓာပြောတဲ့စကားကြောင့်မြေမုံရဲ့နှလုံးသားလောက်ကသွားသည်မှညင်မရငါဆိုးသမျှနေခံနိုင်လားခန္ဓာတခွင်မင်းဆိုးသမျှမခံနိုင်ရတောင်မင်းကိုလက်လွတ်မဲ့ကောင်းနဲ့ငါမပါဘူးမြေမုံခန္ဓာကိုတစ်ချက်ပြုံးပြရင်ငါအရှိစားများပြီးနာမည်ပြက်နေတဲ့မိန်းမဆိုတာနင်းသိပါတယ်ငါလိုနာမည်ပြက်စီတဲ့မိန်းမတယောက်ရဲ့ဘဝတဲ့မဝင်ချစ်စမ်းပါနဲ့ခန္ဓာတခွင်ရဲ့ပြီးတော့နင်းရတတိသားငါစင်ရသားမဖြစ်နိုင်ဘူးအဲ့ဒါတွေဘေးပြေထားစမ်းပါငါနဲ့ကိုချစ်တယ်လေအဲ့ဒါလို့သေးလို့လားလိုတာပေါ့နေ့လိုချမ်းသာတဲ့တိုင်ဝိုင်မှာနာမည်ပြက်စီတဲ့ငါကဝင်ဆမှာမလားငါရဲ့အတိုင်ဝိုင်နဲ့မှမဝင်ဆရင်မင်းအတိုင်ဝိုင်နဲ့ကိုပဲငါဝင်လာမယ်ဝင်ဆနိုင်တယ်မလားသူပြောတဲ့စကားကြောင့်မြမိုးကတစ်ပတ်ကိုငေးပြီးတိတ်ဆိတ်သွားခဲ့တယ်ခန္ဓာတခွင်တကယ်ပဲမြမိုးအလေးကိုချစ်မိနေပြီသူမဆိုးတာရောစေးတာရောသူအကုန်သိတယ်မြမိုးအလေးနဲ့တကယ်ချင်းဖြစ်ဖို့ကိုသူမမနဲ့ကြိုးစားလိုက်ရတာစေးရပြီလို့တာပေါ့မာနာအမျက်ဆုံးမှာကြောင်ကလေးကမြမိုးဟာမိန်းကလေးဖြစ်ပြီးမြင်စီးကရအားခိုးတောက်တယ်သူမနဲ့ကြောင်ကလေးကကြောင်တွေလေးပြီးနှစ်ကိုယ်တို့ရှူးမိုက်လာတာအခုတည်းပဲမြမိုးငါမင်းနဲ့တူရှူးမိုက်ချင်သေးတယ်အဲ့ဒါကြောင့်ငါ့ကိုမြမိုးအလင်းခန္ဓာရဲ့နှခါအားရုပ်တရက်နမ်းလာတယ်ခန္ဓာတာများနမ်းပြီးသူ့အားမြမိုးကြည့်တဲ့အကြည့်ဟာအဆောင်လှန်နေတယ်ငါနဲ့ရှူးမိုက်ပြီးရင်နောင်နာမရကြည့်ခန္ဓာတခွင်ငါမင်းနဲ့သာရှူးမိုက်ရမယ်ဆိုရင်ဘယ်တော့မှနောင်တမရှာဘူးတစ်ချိန်ချိန်မှာခန္ဓာနောက်ကထွက်တဲ့ထုစကားတွေဟာပြောင်းလဲသွားခဲ့ရင်တောင်မြုံမုံအလင်းဆိုတဲ့ကျမအတွက်လုံလောက်ပါတယ်ဘာလို့လဲဆိုတော့ခန္ဓာနဲ့တငယ်ချင်းစပြက်ကလေးကစီးပေါင်ကြောချင်းတဲ့သူဟာမြုံမုံဖြစ်ပြီးမတူညီတဲ့အတိုင်းဝိုင်းကြောင့်သာမပြောရခဲ့တာခန္ဓာမောင်းလို့ခေါ်ငါနဲ့အောင်မောင်းလို့ခေါ်ဖို့မရှိဘူးဘာလို့လဲသိလားဟင်
ငါနဲ့ကိုမောင်လို့ခေါ်လိုက်ရင်ငါတိတ်အတာကြီးသွားမှာနေရဲ့ကောင်းအစာချေစုံနေရဲ့မျက်ဝန်းနေရဲ့စိတ်တွေနေရဲ့ခန္ဓာကိုယ်အသေးအဖွဲရာစငါပဲပိုင်ဆိုင်ခြင်းနေတော့မှာနေပိုင်ဆိုင်လို့ရတယ်ငါပိုင်ဆိုင်ခွင့်ပေးတယ်စကားကြော်ရင်နှုတ်လို့မရဘူးခန္ဓာတခွင်ကြုံမစေပေါ့မင်းစိတ်နဲ့ကြော်တဲ့စကားတခွင်ကအကျိန်တစ်ထောင်မကကြုံလေအကြော့ခံနေငါပြန်ချင်းပြီးခန္ဓာမြမို့ရဲ့လက်အားစုပ်ကန်ကဖိကနန်းလိုက်ပြီးငါနဲ့ကိုတငယ်ချင်းဖြစ်ကနေရောရှိစာဖြစ်ကနေရောဘယ်တော့မှဆုံးရှုံးမခံနိုင်ဘူးမြို့မောင်အလဲအတိုင်းဝိုင်းချင်းမတွေ့ရင်တောင်ငါနဲ့ကိုသိကြပေါ့ငါလက်တွဲပေါ်ဖြစ်ကျွေးချင်မှာဘာလို့ငါလဲခန္ဓာဘာလို့ငါလဲခန္ဓာဘာလို့ငါမှလဲဘာလဲနင်းလဲဆိုရင်ငါလိုစူးသွားနေတဲ့ကောင်ကနင့်လိုယောက်ျားဆန်တဲ့မိန်းမမျိုးနေမှာကြိုက်မှာအဲ့ဒါတောင်ယောက်ျားဆန်တဲ့မိန်းမတွေတွေကနင်တယောက်ထဲပဲနော်မြို့မောင်ခန္ဓာရဲ့ပြောထဲမှာကျွေးကြသွားရကခက်လွယ်လွယ်ပြုံးလိုက်ပြီးငါအနိုင်ကျင့်ရင်ရောနေခံနိုင်မလားခန္ဓာတခွင်တက်တက်လောင်လားနောက်ဘဝအထိလားနင်သာအနိုင်ကျင့်ရင်ဘဝအဆက်ဆက်ခံမှာလက်တော့ငါလက်ကိုဘယ်ကျတိကြိုင်ထားအောင်မလဲပြန်ကြရအောင်မြေမုံပြောတာတောင်မလွတ်ပဲလက်တစ်ပတ်တည်းဖြင့်ကားကိုအစိတ်တည်းမောင်းနေပြန်တယ်ခန္ဓာတခွင်ကအဲ့လိုပါပဲမြေမုံပြောရင်ပြန်မပြောနားမထောင်ကြောင်းနေကလေးကခန္ဓာကားမောင်းနေတာကိုမြေမုံဘေးကနေကြီးမိပြန်တယ်ကြောင်းမတော့ကမြေမုံခိုးချစ်ခဲ့ရတဲ့ခဆူးဆူကောင်လေးဟာအခုတော့မြေမုံရဲ့ဘေးမှာနေတာတယ်လေမြေမုံခန္ဓာနေနေလျင်ရှင်ခွန်ရလွန်လို့သူနဲ့ခက်ခွာခွာမှသာနေတယ်သူနဲ့နေလေစိတ်တွေကထိချုပ်လို့မရလေခန္ဓာမြေမုံဘေးနာရှိလျင်စိတ်တွေထိချုပ်ရတာအမောမောင်လို့ခေါ်ခြင်းပေမဲ့မြေမုံဘစ်တော့မှခေါ်မှာမဟုတ်ဘူးခန္ဓာတခွင်မောင်လို့နင့်ကိုခေါ်လိုက်မိရင်မြေမုံအလင်းဆိုတဲ့မိမကနင့်ရဲ့စိတ်ကြောင့်တစ်ချိန်ချိန်ရအရှုံးကြီးရှုံးရမှာငါအဲ့ဒီလိုအဖြစ်မခံနိုင်ဘူးခန္ဓာနေခုပဲသွားနေတာလေငါအိမ်ကိုပြန်ပို့ငါမင်းကိုခိုးပြေးလာတာလေဘာလို့အိမ်ပြန်ပို့ရမှာလဲခန္ဓာခက်တီတီနဲ့စားလိုက်တော့မြေမုံရဲ့မျက်နှာလေးဟာမှုန်ကုတ်သွားပြီးသူ့ကြိုက်ထားတဲ့လက်မရှုံးကရှူးနေလားဘာလို့လိုက်ရမှာလဲငါ့ကိုအိမ်ပြန်ပို့စမ်းပါမပို့ဘူးမောင်အချစ်ကိုချစ်လို့ခိုးပြေးလာတာဟာခန္ဓာတခွင်နင်ကြီးရကွာငါအချိန်ပိုင်းအလုပ်ရှိသေးတယ်လို့ငါတင်းညအလုပ်လုပ်ရအောင်ပါလာစာကြွယူထားသေးတယ်မြေမောရဲ့စကားကြောင့်ခန္ဓာကမြေမောကလှည့်လာပြီးမောင်လိုက်ဆောင်ပေးမယ်ဘေးဆိုင်လေဘာလေဘာဆိုတဲ့အတန်ကြာတာနဲ့ခန္ဓာကမျက်ခုံးကျုံသွားကထွက်လိုက်တော့အဲ့မှာအလုပ်မလုပ်နဲ့တခြားကောင်တွေမင်းကိုကြည့်ရင်မကြိုက်ဘူးဒါငါအလုပ်ပဲလေငါဝမ်းစာအတွက်ငါရှာစားရတာနေမကြိုက်ရင်လေငါနဲ့မတွင်းနေတော့ကြိုက်တယ်မင်းပါလို့ကြိုက်တယ်မင်းပြည့်တစားလုပ်နေရတောင်ငါမင်းကိုကြိုက်တယ်မြို့မုံအလဲအဲ့ဒါမင်းဖြစ်နေလို့ကိုကြိုက်တာဒါဆိုလေဘာမှဆက်မပြောနေတော့โอเคခန္ဓာဘာမှဆက်မပြောတော့ပဲသူမအလုတ်ရှိဟာသူမောင်းလာခဲ့လိုက်တယ်အလုတ်ရောက်တော့လေမြေမုံကစိတ်ဟာဥစွာသွားနေတယ်ခန္ဓာကတော့ဘာမှပူရပြီးအခန့်အားစုကမြေမုံအလင်းကိုတခြားလူနဲ့တွဲမြင်မှကြောက်တာနဲ့သူအခန့်အတွက်ဆိုပြီးငားလိုက်တယ်မြေမုံအလင်းဟုတ်ကဲ့ boss မင်းတို့ဒီနေ့305 VIP အခန်းထဲကငားထားတယ်လို့ရှိတယ်ဟုတ်ကဲ့မြေမုံသွားလိုက်ပါမယ်မြေမုံကို boss က VIP အခန်းပြောတာကြောင့်မစိမဆိုင်ခန္ဓာမျက်နှာကိုပြင်းပြင်းပြီးသွားတယ်ခန္ဓာကားလေးမှာတယောက်တည်းကြံခဲ့တာမြေမုံကိုဖေးချိန်တီစောင့်မြင်မသိညနေတဲ့အထိမြေမုံကအလုံးလောက်ရတာကြောင့်ပဲမြေမုံ VIP အခန်းရှိရောက်တော့အသက်ကိုဝါအောင်ရှူလိုက်ပြီးကတန်ကရန်လူစိုးကောင်တွေနဲ့မတွေ့ပါစေနဲ့လို့ဆွတောင်းနေမိတော့တယ်ခန္ဓာဝိုင်းတောက်နေတော့တကားပွင့်လာတာကြောင့်ပြောလိုက်ပြီးတကားဘက်ကိုကြည့်လိုက်လေတော့သူ့ရဲ့ချစ်ရသူလေဟေးအချစ်နေကားထဲမှာမဟုတ်ဘူးလားဘာလို့အချစ်ကိုစိတ်မချလို့လေအားဒါကြောင့်မောင်ကလာစောင့်နေတာမြင်မုံလေခန္ဓာဘေးမှာသွားထိုင်လိုက်ပြီးပိုက်ဆံကိုရှီလိုသုံးဖြုတ်နေလိုက်သိတာလျှရတဲ့ပြက်ခန္ဓာကမြင်မုံခါကိုဖတ်လာပြီးမောင်ကစားနိုင်တယ်လေအားဒါကြောင့်သုံးတာပေါ့အော်တတိဘေးကိုသုံးကြပေါ့မောင်လူချင်းလို့ရှူးနေလားအလုတ်ချင်းကြီးကိုကျောင်းတော်ကလည်းတခါချစ်ဖူးတာပဲလေနော်မရဘူးအဲ့ဒါကမူးနေလို့လေအခုကမမှုဘူးဒါဆိုမူးအောင်တိုင်းပဲပြီးရင်မင်းကိုချစ်မယ်ခန္ဓာကတီးလို့ပါပဲတခါတလေကြံတန်နေတခါတလေနူးညံ့နေအပြောဆိုတွေကအစားမြေမုံလေအိတ်ကိစ္စတွေနဲ့ခေါင်းစုပ်နေတာကြောင့်ရှေ့မှာရှိတဲ့ပလင်းကိုရှုကိုင်းလိုက်ကတရက်စံမော့တောင်းလိုက်ပြီးခန္ဓာပေါင်မော့ခွာထိုင်လိုက်ကငါဥဆောင်ရမလားအချစ်ကဥဆောင်ခြင်းလို့လားမဥဆောင်ပါမယ်ခန္ဓာကပြောပြီးချင်းမြေမုံကိုရှေ့မှာရှိတဲ့ဇပွဲကုံပေါ်လှဲချလိုက်ခါမြေမုံရဲ့အင်ဂျင်တွေကိုချွတ်လိုက်ပြီးမြေမုံကသူမအားမကြည့်ပဲတပတ်လှည့်နေတာကြောင့်အချစ်မောက်ကိုကြည့်ပါဦးဟင်ကြည့်စရာလူလား
မျက်နှာလေးဈေးကနေဖြစ်ကပြောလာတာကြောင့်ခန္ဓာမြေမွေရဲ့မေလေးကိုဆွဲယူကသူ့ဘက်ကိုလှည့်စေပြီးအချစ်ချီမှာဒီမောင်ကစိတ်ပါလာမှာပေါ့အပူတွေပါအချစ်မောင်ကိုချေလို့မောင်မျက်နှာကိုမကြည့်ချင်ဘူးလားကွာခန္ဓာဗျာငါ့ကိုချစ်လားဘယ်လိုမေးခွန်းကြည့်တော့ချစ်တာပေါ့ကြောင်းကလေးကချစ်တာအဲ့ဒီညာကခန္ဓာတခွင်နဲ့မြေမောကြောင်းတက်စင်ကခန္ဓာတခွင်အိယာမှာနှိုးထားချိန်သူ့ရဲ့မျက်နှာပေါ်မှာနေရောင်ခြည်အလင်းနှလေးဟာကြာရောက်နေတယ်ခန္ဓာထားလိုက်ပြီးပြတဲ့ပေါက်ကိုဖွင့်လိုက်တော့ပြတဲ့ပေါက်တဲတဲ့မှာရှိတဲ့တစ်ပင်မှာတစ်ရွက်ကလေးဟာလေနေရဘက်ကိုစိမ့်တွေကကနေကြသလိုလှုပ်လေလှုပ်လေဖြင့်ထိုတစ်ရွက်လေးများကိုမြင်လျက်တစုံတယောက်ရဲ့ပုံရိပ်အပြုံးတို့ဟာသူ့အားစိုးမိုးနေစေမြင့်မုံအလင်းဆိုတဲ့ကောင်းမလေးပေါ့ကြောင်းတဲ့ချိန်တုန်းကတစ်ပင်အစိတ်အောင်မှာကြားပြူနဲ့ပေါင်တို့အပြာရောင်စက်ကပ်ပေါင်တို့လေးအားဝတ်ဆင်ထားပြီးစံတွေတို့ကိုမြင့်မြင့်စီးထားပြီးနားသင်စာမှာကျနေတဲ့စံသားတချို့ဟာခန္ဓာကိုဆွဲဆောင်နေတဲ့အောင်မြင့်မုံနေပါလောက်နေတာလေဒီတစ်ပင်အောင်မှာငါတစ်ရွက်ကလေးကိုစအောက်ကြတယ်ညှက်နေတာလေတနေ့တနေ့အဲ့တစ်ရွက်တွေပဲစူဆောင်းရင်လှုပ်နေတော့ဘာလဲကြီးလာရင်တစ်ရွက်ချောင်အလှပြတ်စားမလို့လားဘာဖြစ်ဖြစ်ပေါ့နေပူပါလားငါပူမပါလို့ပြောနေတာပေါ့သူ့အားမျက်စောင်းလေးထိုးကနှကန်းလေးဟာအလိုမကြသလိုမဲကြသွားပြီးတစ်ရွက်အားစအောက်ကြတယ်ပြန်ညှက်နေတယ်မြင့်မုံအလင်းကမင်းကလေးတိတ်မဆန်အပေါင်တင်နေတယ်တခါတလေသူမပြောလိုက်တဲ့ချိန်သူ့ရန်စားလို့ပြန်ပြီးအော်တဲ့ချိန်ဆိုမျက်ကောက်လေးကြောက်သွားတဲ့အခိုက်တန့်လေးဟာတိတ်ကိုကြည့်လို့ကောင်းနေခန္ဓာသွားရအောင်လေဒီနေ့ငါတို့အတဲ့လှုပ်เสียမလို့ဘူးငါဟိုကောင်တွေကိုပိုက်ဆံပေးပြီးခိုင်းလိုက်ပြီခန္ဓာဟာနေရတော့လေပိုက်ဆံကိုရှိလို့သုံးဖြုံနေတာနှမျိုးရခေါင်းမှမသိဘူးလားမသိဘူးလေအိမ်မှာတယ်လီရှာထားသမျှကနင်းနဲ့ငါရှူရင်တောင်ငါတို့ရဲ့နောက်ထပ်မျိုးဆက်12လောက်စားလို့တော့မကုန်ဘူးဘသူကနေကိုယူမယ်ပြောလို့လေယူရမှာလေကို့မြေမုံလေးကကို့အပိုင်မဲ့ဥစ္စာကိုခန္ဓာသူ့ပြောလိုက်တော့မြေမုံအလင်းကသူ့အားမျက်စောင်းလေးခဲလိုက်ခါငါ့ကိုဘသူမှမပိုင်ဘူးဆိုပြီးတည့်ရညှက်ထားတဲ့စာအုပ်အားပိတ်ခါအစိရနေသွားလေတော့တယ်ခန္ဓာတယောက်မြေမုံအလင်းနောက်ကနေလိုက်ပြီးသူမရဲ့ပခုံးပေါ်လက်အားတင်ကမြေမုံချစ်တယ်ခန္ဓာစီဟာထိုးစကားကြတော့မြေမုံရှစ်ခုံမိတာအမှန်သူပေမဲ့အတိုင်ဝိုင်းအဆင့်တန်းတွေကကြွာချလွန်သည်လေဘယ်လိုဖြစ်နိုင်ပါမလဲမြေမုံနဲ့သူဆိုတာကရှူးနေလားအပူတွေပြောပြန်ပြီစာမရလို့တိုင်ပတ်နေရတဲ့အထက်နေရတမောက်ငါလည်းစာမရသေးဘူးသူပြောတော့သူမလေးကသူ့အားမောချလာပြီးဘာလို့မကြက်ခဲ့တာလဲနေအကြောင်းစဉ်းစားနေလို့လေခန္ဓာတခွင်နေဒီနေ့ဘာဖြစ်နေတာလဲနေမကောင်းဘူးလားဖျားနေတာလားပြောဆူနဲ့နှစ်ဖူးပေါ်လက်တင်ကဆန်းလာတဲ့မြမိုးရဲ့လက်ကိုခန္ဓာဆွဲကန်လိုက်ပြီးနမ်းလိုက်ရင်မြမုံငါနဲ့ကိုချက်ဟဲ့ခန္ဓာငါတို့တပြက်စီလှေးပြီးပြီနော်ကြားပြပြောလာတဲ့တငယ်ချင်းတွေကြောင့်ခန္ဓာတယောက်မြမုံအလင်းအားချက်စကားမဆူခဲ့ရပါသူတို့အခန်းထဲရောက်တော့မြမုံအလင်းကထိုင်ကုန်ပေါ်ထိုင်ပြီးမရသေးတဲ့စာအားကြက်နေတယ်ခန္ဓာတခွင်လေသူမအားမေးတော့ကထိုင်ကျင်နေရမှမင်းကိုချစ်တယ်ဆိုတာဘယ်လိုပြောမှမင်းဆောင်မှလဲချစ်ရဲ့ဖွင့်ပြောမယ့်အချိန်ဆိုမင်းကအမြဲတမ်းစောင့်ပြေးနေတာလေကိုမင်းကိုချစ်ကြောင်ကြိုက်ကြောင်တရရက်တော့အေးအေးဆေးဆေးပြောပြချင်သေးတယ်ဒီလိုနဲ့ခန္ဓာတယောက်မြေမုံအလင်းကိုရည်သားစကားပြောဖို့ကျောင်းစင်ချိန်မှာဝရတာနာမှာစောင့်နေလိုက်တယ်မြေမုံကျောင်းကနေမှထွက်လာတော့ခန္ဓာကမြေမုံကိုကြည့်နေတာကြောင့်မြေမုံဘေးဘက်ဝေ့ကြည့်လိုက်တော့ရွှေစင်စွန်းကိုတွေ့ရတယ်စွန်းကတန်းကောက်ဆောင်ဖြစ်တယ်လို့အရန်လဲချောတာကြောင့်ခန္ဓာစွန်းကိုကြည့်တာမြေမုံဘာမဆိုင်ညာမဆိုင်နဲ့တဝင်းတိုးသွားမိပေမဲ့မြေမုံနဲ့ခန္ဓာကအစစ်အတန်းကြွာချလွန်သေးမလားခန္ဓာမြေမုံကိုကြည့်နေရင်မှမြေမုံကသူ့အာမမြင်တယ်လို့နဲ့သွားခဲ့တာကြောင့်သူ့မလေးနောက်ပြေးလိုက်ရပြန်တယ်မြေမုံအော်မြေမုံအချစ်ရေအဲ့လိုမခေါ်စမ်းမနဲ့ဟာနေရလေပါစက်တရားလိုက်တာခန္ဓာရဲ့စိတ်ရှိတဲ့အလားပြောလာပြီးစာအုပ်အားမနိုင်မနေနဲ့ကြိုက်ထားတဲ့သူမလေးလည်းမှစာအုပ်ကိုဆွဲကြိုင်လိုက်ပြီးအချင်းချင်းတွေပဲကိုဟာခေါ်ချင်တယ်လို့ခေါ်မှာပေါ့မခေါ်နဲ့မကြိုက်ဘူးဘာလို့လဲအတန်းထဲမှာနင်းနဲ့ငါ့ကိုတမျိုးထင်သွားတမျိုးမကလို့နှစ်မျိုးပဲထစ်တယ်ငါကယူမဆိုင်ဘူးသူတို့ကတငယ်ချင်းမြင်နေမှမကြည့်ကြပဲကိုထားတော့ငါ့ကိုခေါ်တာဘာကိစ္စလဲညကြရင်နင်းတို့လမ်းထိပ်မှာငါစောင့်နေမယ်ဟိုကောင်နေရောလားနင်းနဲ့ငါနှစ်ယောက်တည်းစေးလေးရောဝဲခဲ့နော်မြေမိုးကယောက်ျားလေးနေတူစေးလေးလေးတောက်တက်တယ်ပြီးတော့ခိမို့လည်းမနေကျူးစားခဲ့ရတာပလဲမှာဆွဲခဲ့မယ်ခန္ဓာငါသွားတော့မယ်နော်လှုပ်เสียလေးတွေရှိသေးလို့ညကြစောင့်နေတော့အချစ်
ခန္ဓာရဲ့အချစ်ဆိုတဲ့နံစာကြောင့်မြေမုံရဲ့မျက်နှာလေးမှုန်ကုတ်သွားတာခန္ဓာမြက်ပြက်အောင်မြင်လိုက်သေးတယ်မြေမုံကတော့သူ့ရဲ့အခေါ်အကြောင်းစာအုပ်တောင်ရှိဖို့မိသွားသေးတယ်သူပေမဲ့ကိစ္စတော့မရှိညကြရင်လည်းတွေ့ရမည်ဖြစ်တာကြောင့်ပဲမြေမုံအိမ်ထဲမဝင်ခင်ချန်တကာပေါင်းနာကနေမိမိရဲ့အတန်ကိုကြားတယ်တေချာပေါင်းမောင်လေးကိုစူနေတဲ့အတန်အလဲဆက်မင်းကိုဆိုင်ပြီးတော့မှာပဲရှမ်းမဖြစ်နဲ့ဆိုပြန်လာပြန်မယ်အမေကလေဗျာရှမ်းဖြစ်တာလေးပဲကိုလာစူနေသေးတယ်ဒေါ်မြေမုံအလေးစစ်စကားကြောင့်မိဖို့ကန်ထဲမှာစွန်းကင်ပြီးထွက်လာကမပြောလို့ရှာမလားဟဲ့နင်းနဲ့ဆက်ဖြစ်တဲ့အကောင်တွေကကြည်ကြည်တက်ချမ်းသာတဲ့အကောင်တွေလေနင်းကိုကြောက်ထုတ်လိုက်ရင်ဘယ်နဲ့လုံးမတော့ဟာအမေကလည်းပြန်မပြောနဲ့အလဲစစ်ချီသွားချိုအဝတ်စားလိုက်ပြီးကျူရှင်သွားတော့တင်းနစ်ဆိုလို့ရင်ကြောက်စံမထားတော့ဘူးဟာအမေမြေမုံတို့အိမ်ရဲ့ဆဲလေးရတော့မြေမုံရဲ့မောင်အလေးစစ်ပဲပေါ့စားလဲတော်တယ်လိမ့်ပါတယ်ရှမ်းပြစ်တယ်ဆိုပြီးမြင်မိသားစုအဆက်ရသေးထီတော့မစိုးမိမိကတော့မြေမုံကြောက်တော့မယ်ပြောရင်တရားချတော့တာပဲမိမိပြောတာရှိသေးတယ်သမီးကဒီအိမ်မှာအမကြီးဆုံးလေသမီးကြီးပွေးရပညာရဲဆိုရင်ဟောဒီအမေရှင်ကောခေါင်းမပြီးနေလို့ရတယ်လေပိုက်ဆံကတော့အမေတောင်ဝထားရှာပြီးမေမပူနေတဲ့မြေမုံကစားတော်တဲ့ထဲမပါမိမေစညံ့တဲ့ထဲတော့မပါကြောင်းတက်ရတာလည်းမပြောအလွတ်လောက်ပြီးပဲထောက်ပံ့ခြင်းနဲ့မိမိမြေမုံပြန်လာပြီအေးသမီးအုပ်ဆောင်နေမှာသမီးစားဖို့မုတ်စီကျော်ရှိသူတို့သမီးပဲချစ်ကြဒီရသားမွေးစားသားဆိုတော့လေသူသမီးလေးအတွက်ဆိုမုံဝင်လာပေးရတာနဲ့အင်ကြီးလေးဝင်လာပေးရတာနဲ့ဒေါ်မြေမုံဟင်းမွေနေရင်မှအလင်းစစ်ရဲ့စကားတက်ပုံကြောင့်ပြုံးမိပေမဲ့ဟဲ့ကောင်လေးဘာစကားပြောတာလဲဒီအမေကိုအသက်ထွက်အောင်လုပ်နေတာလားအလင်းစစ်မသိဘူးဗျာမသိဘူးကျွန်တော်ကကြတော့အမေတို့ကတော်ပါပြီအလင်းစစ်ရဲ့လာငါနာကလာယူစားအမေလေးတစ်နေ့လုံးဈေးရောက်ထွက်ရတာမောနေမှာပေါ့ဟဲ့အမငါ့ကိုကြီးတဲ့အပိုင်းဖဲ့ကြွေအလင်းစစ်သူပြောလိုက်တော့မှသူမဖြစ်သူမြုံမုံအလင်းကမုတ်စီကျော်အားတပိုင်းပဲကသူအားကမ်းပေးလာတယ်အမကိုချစ်ပေမဲ့အနိုင်ကျင့်ကျင်နေတာရှော့မကြွေးချင်ဘူးလားဘယ်မှာပြောနေလို့လဲပြီးတော့ငါမုတ်စီကျော်တိတ်မကြိုက်ဘူးနေမေစာအလင်းစစ်သူစကားကြောင့်လဲထပ်မပြုံးမိပြန်နေဘာလို့ဆိုမုတ်စီကျော်သူတိတ်ကြိုက်တဲ့အမဖြစ်သူကသူ့အတွက်ဆိုရင်ထို့သူလိမ်ပြောနေကြပဲအဲ့ဒါဆိုငါစားလိုက်ပြီနော်စားလိုက်မြုံမုံစီကျော်နေနေမြတာစားပြီးအခန်းထဲဝင်လာခဲ့လိုက်တယ်အကျွေးတွေမရှိတော့လေမိမိကိုတီလို့ပြင်းပြင်းပပန်းကြည့်ကြမမြင်ချင်းစိတ်ကူးသိမ့်မကောင်းမိမိပိုက်ဆံရှိတဲ့အသက်ကြီးကြီးဘိုးတော်ကိုရှုပြီးရင်မိမိတို့ကိုထောက်ပံ့အမဘာလဲငါရေချိုးမလို့အဲ့ဒါငါ့ကိုရေဆွဲပေးထားအောင်အေးမြင်မရဲ့စကားတန်အစုံမိမိအတန်ဟာမိဖို့ကြောင့်နေမှာဟိတ်ထွက်လာပြန်နေဟဲ့ဘယ်လိုလဲကိုအမကိုပြတ်ခိုင်းနေတာတော့နင်းကအချောက်လာအလင်းစစ်ကိုအမရေချိုးရတောင်ရေဆွဲပေးတင်တာကိုနင်းနော်ကိုအမကိုကြီးပြန်ခိုင်းမနေနဲ့ငါမပြောလိုက်ချင်ဘူးမိမိရဲ့တော့တော့ပြီးတော့မောင်လေးကလည်းကျူရှင်သွားရမှလေအချိန်မလောက်ညီလေဟိုကခိုင်းသမျှလှုပ်လို့ရှောက်တက်နေတာခေါင်းပေါ်ချီတက်ပါသွားမယ်သိလားညီကြက်အလိုလိုက်ဒေါ်မြမုံတယောက်မြမုံလင်းကိုပြောတော့လေမောင်လေးနဲ့ပတ်သက်လျင်တစ်ဆက်လေးမှပြောတာမကြိုက်မျက်နှာကြီးစွပ်ပုတ်ပြီးနှက်ခမ်းကြီးထောလာကမိအေးမပြောတော့ဘူးငါမပြောတော့ဘူးညီတို့ကြိုက်တယ်လို့လုပ်ကြမြမုံမောင်လေးရေချိုးဖို့ရှေ့ရင်းထဲမှာရေဆွဲပေးပြီးမိမိကိုကူပြီးတော့စာကြက်တာနဲ့၈နာရီထိုးသွားတော့တယ်ခန္ဓာကလည်းညကြလမ်းထိပ်ကစောင့်နေပြီဆိုတာနဲ့လမ်းထိပ်ထွက်လာဖို့မိမိစီခွင်တောင်းရပြီအုံးမီမြမုံအခက်တရအပြင်ထွက်လာတော့မိမိကခုံလေးပေါ်မှာထိုင်ပြီးမောင်လေးရဲ့အင်ကြီးဖြူကိုခြုံနေတယ်ဒေါ်မြမုံအင်ကြီးခြုံနေရင်မြမုံအလင်းကဘေးကနေလာထိုင်ပြီးတခုခုပြောချင်နေတယ်လို့ပုံနေမိမြမုံလက်ထိတ်ခဏသွားအောင်မယ်ဘာသွားလုံးပါလေညမိုးချုံနေပြီကိုညီနော်ငါမပြောချင်ဘူးဘာသွားလို့ချင်တာတော့ခဏလေးပါပဲမိပုတ်သွားဝယ်စားမလို့အေးပါဟာမကြစင်နေနော်ညရီမင်းကြီးမိန်းကလေးတယောက်တည်းသွားလာတာကယူဆိုင်တိတ်ပြီးတော့အမြင်တင့်နေတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့တယောက်တည်းမလို့နော်မြင်ပြန်လာခဲ့ဟုတ်ကဲ့ပါပြီးတော့ခဏစားလာပြီးမယ်ဆိုလို့ဩတာခဏရောလားဟုတ်တယ်မိအေးဟိုကောင်လေးကိုအနိုင်လဲကြင့်မနေနဲ့အောင်သူခမညီလို့သမျှဘာမှမပြောရဲပဲခန်းနေရရှာတာမြေမလဲမိမိရဲ့ပြောအားဘာမှပြန်မပြောတော့ပဲအိမ်ထဲမှာထွက်လာခဲ့လိုက်တော့တယ်ခန္ဓာစောင့်နေတာအနှင်းငယ်ကြပြီဖြစ်တော့လေအစိတ်ရောင်တော့မတွေ့သေးတာကြောင့်ကာပြီးဟိုဘက်ဆောင်လိုက်ဒီဘက်ဆောင်လိုက်ပြင်ဖြစ်နေတော့တယ်နိုင်ရီအနှင်းငယ်ကြတော့ကားကိုမိရင်ထိုလန်လေးအားကြည့်တော့တွေ့ပြီကားဝမဝတ်စဘူးဝတ်ထာတာလေးကချစ်စရာကြာလိုက်တာဘာလဲမစောင့်ညင်ဘူးလား
မစောင့်ချင်ရင်လည်းပြန်တော့သူ့အားထိုးသူပြောပြီးပြန်လက်မလို့လှုပ်နေတဲ့မြမို့လက်ကိုခန္ဓာလှမ်းဆွလိုက်ပြီးငါစတာပါဟာနေရလေစိတ်ကြီးပဲပါလာစေလိုက်မပါဘူးပလင်းပဲမှားလာလိုက်တာတောက်မယ်လေထုတ်လိုက်တော့အပြင်းကြီးမှလားအင်းလေဘာဖြစ်လို့လဲအပြင်းကြီးမှတော့မတောက်ပါနဲ့နေရမိန်းကလေးသူများမြင်ရင်မကောင်းဘူးအဲ့တော့ဘယ်မှာတောက်မှလဲကားထဲမှာပဲတောက်ရအောင်ဤတို့နဲ့ကားထဲမှာနှစ်ယောက်သားစကားပြောရင်တောက်ရင်နဲ့နှစ်ယောက်ထဲသာတောက်တာငါပလင်းလောက်ကုံသွားပြီဖြစ်လို့စီဝေတောင်ဖြစ်နေပြီခန္ဓာကထိုးသွနေနေလေးတောက်ရုံနဲ့မူးမြစ်လို့မဟုတ်မြေမုံကတော့မူနေလေပြီဒီနေ့တော့အိမ်ကိုပက်လို့ပဲပုံပြန်ပို့ရမည်မသိမြေမုံတော်တော့လေနေမူးနေပြီငါမမူဘူးတောက်နိုင်သေးတယ်လောက်ပါထေသမ်းမှာဟာတော်တော့လို့နေအိမ်ပြန်ရအောင်ပါဟင့်အင်းလို့တော်ပါတော့ဆိုငါလည်းမတောက်တော့ဘူးနေလည်းမတောက်နေတော့တောက်မှာပဲခန္ဓာပြောမရတဲ့အစုံသူမလင်နာကလွတ်ယူလိုက်တော့ချက်ချင်းပဲသူနာလာကအဆက်ပလင်အားလာလွတ်နေတာကြောင့်ကားရထားတဲ့ဘေးရှိချုံနဲ့ပြက်လိုက်တော့သူမလေးကသူ့အားမျက်မှောင်ကျုံပြီးခန္ဓာလက်တာပါလောက်တာလေငါတောက်လို့ကောင်းနေတာကိုပြီးတော့ငါမမှုဘူးလို့မြမုံပြောတော့လေခန္ဓာကမြမုံအားမကြည့်ဝတ်ထားတဲ့အင်ကြီးကနည်းနည်းရှင်းဟိုင်းဆိုတော့ရွှေရင်စုံဟာပေါ်နေတယ်လှတယ်လှတယ်လို့မင်းကြီးတွေကဟာကနင်နော်ငါတို့စီးကြော်ကြရအောင်ဟင့်အင်းငါကြောက်တယ်ဟာဘာလို့ကြောက်တာလဲနင်ငါ့ကိုမစုံဘူးလားသူမိတော့မြမိုးကဘာမှမပြောတပတ်ကိုလွှဲသွားတာမလို့ငါ့ကိုကြည်လို့နင်နော်ဘာလဲနင်ငါ့ကိုမစုံဘူးလားပြောနင်ငါ့ကိုရှုံလားမစုံဘူးလားငါပိုက်ကြီးသွားရင်ဘယ်လိုလုပ်မလဲအကာအကွယ်ပါတယ်ဒါပေမဲ့ငါနင်းနဲ့အကာအကွယ်မသုံးချင်ဘူးငါကိုပွားလေးကိုနင့်ကိုမွေးခိုင်းစေခြင်းကြောင်းတက်နေတော့နင့်လက်ကမြေမုံစကားပြောနေတော့အင်ကြီးပေါ်မှာရှင်သာကိုညှက်လာတဲ့ကြောင့်မြေမုံလှမ်းသွားရကသူ့လက်အားလှမ်းကင်လေတော့ပူ၍စုပ်ကင်လာတယ်ထို့အထီးတွေကိုဘာကြောင့်ကြိုက်နေမိပါလဲခန္ဓာခက်ကြမ်းကြမ်းလေးကင်ပြီးတော့မြေမုံကငြိမ်သွားတာကြောင့်မြေမုံကိုခါကနေမှကသူ့ရဲ့ပေါင်မောခွားထိုင်စေလိုက်ပြီးငါနင့်ရဲ့ဟောဒီအပေါ်ပိုင်းတွေကိုငါဟောဒီရဲ့လက်ကြီးနေလေဒီလိုလေးစုပ်နေပြီးတော့ငါစွတ်ကျင်နေဟာသူပြောလိုက်တော့မျက်လုံးအဝိုင်းသားလေးတွေနဲ့သူ့ကိုကြည့်လာတယ်မျက်နှာလေးဟာလေပန်းရောင်သားစွာစအားပေါ်နေတယ်လို့ငါ့ကိုခွင့်ပြုမိမလားဟင်ဒီအခြေအနေထိတောင်ရှောင်းနေပြီကိုဘာလို့ခွင့်တောင်းနေတာလဲဒါဆိုမောင်ပြောတဲ့အတိုင်းတကယ်နော်မြေမောင်ကောင်းချိန်ပြလို့အစုံခန္ဓာကမြေမိုးရဲ့ကောင်းဝဆရာပြုတ်ကအင်းကြီးကိုအောက်ကိုဆွဲချလိုက်တယ်ခန္ဓာသူ့ရဲ့အင်ကြီးဆွဲချလိုက်တော့အောက်ကဆန်အင်ကြီးအတွင်းကလေးအားမြင်လေတော့သူ့ရဲ့အကောင်မှာတကယ်ပဲထောင်မှတ်လာတော့တယ်အချစ်ကဒီအတိုင်းလေးလှတာပဲအချစ်ရဲ့အပေါ်ပိုင်းကကြည်ပါအောင်ကြည်ရတာအစမ်းလှတာပဲပရာထဲမှာမနေချင်တော့ဘူးထင်တယ်မောင်ကိုပရာလေးချွတ်ပေးပါအောင်ခန္ဓာနော်ချွတ်ပေးပါအချစ်ရဲ့တကယ်ချွတ်ပေးပါမြေမော်လေးကြေးပြုတ်ပေးလိုက်တော့ခန္ဓာကမြေမိုးရဲ့အပေါ်ပိုင်းတွေကိုစုပ်ခံလာပြီးကြည့်ပါအောင်အချစ်တကယ်လှတာပဲစကားမများလို့မရှာဘူးလားခန္ဓာအချစ်ဟာလူချင်းနေပြီလားပွင့်ဝင်လင်းလင်းပြောပါကိုတို့ရဲ့အချစ်ချင်းဘာတွေသူဝတ်ထားအောင်မလဲပွင့်ဝင်လင်းလင်းပေါ့ပွင့်ဝင်လင်းလင်းပြောရမလားငါပြောပါအချစ်ရဲ့ပြောနော်ငါလေငါအရင်လွတ်ချင်နေပြီအဲ့ဒါကြောင့်နေငါ့ကိုခေါင်းဝချက်လိုက်လေအဲ့ကောင်ကစေးတကူလိုချားနေတာအဲ့ဒါကြောင့်ချက်လိုက်တော့မြေမိုးရဲ့ကောင်ကချက်လိုက်ပြန်တော့လေခန္ဓာကမြေမိုးရဲ့တကုံလုံးကိုကြည့်ပြီးခါကနေကြိုင်ပြီးတော့သူကပုတ်သက်ပေးနေလိုက်တယ်ခန္ဓာရဲ့စကားကြောင့်တကုံလုံးကြက်သိပ်ဖို့တွေထားနေတော့တယ်သူပေမဲ့လူချင်းတဲ့ဆန္ဒဟာအတော်မတတ်နိုင်စွာခန္ဓာအစမ်းမဖြစ်ချင်နေလေမောင်လို့ခေါ်လောက်ပါနေငါ့ကိုမောင်လို့ခေါ်သူ့ရဲ့အပေါ်ပိုင်းကိုပုတ်သက်ပေးရင်းနဲ့မောင်လို့ခေါ်ခိုင်းလာတာကြောင့်မောင်ငါအရန်လို့ကျင်နေပြီမောင်နေပါဦးမောင်ဟောဒီရဲ့အပေါ်ပိုင်းတွေကိုပြစ်စုပေးချင်နေသေးတယ်ခန္ဓာသူမရဲ့အပေါ်ပိုင်းတစ်ပတ်ကိုသူပြစ်စုပေးနေရင်မှသူမပို့လို့ချင်နေတဲ့အတိုင်းသူ့ရဲ့ခေါင်းအကိုင်ကသူ့ရဲ့အပေါ်ပိုင်းကိုဖိကတ်နေလိုက်တယ်မောင်ကောင်းတယ်တိထက်ပို့လို့ချင်နေပြီမောင်မစားတော့ဘူးအရန်လို့ချင်နေပြီအချစ်ခန္ဓာစကားပြောမြင်လို့တော့မြေမုံရဲ့အလင်းကသူ့ရဲ့နှခမ်းအနမ်းလာတာကြောင့်ပြန်တော့ပြန်ရင်နဲ့သူမလေးရဲ့တင်သာနှစ်ဖက်အားဖြစ်ညင်ညင်ညညသံတွေနဲ့အတူကားလေးဟာတငိမ့်ငိမ့်လောက်ခါသူမတို့နှစ်ယောက်ရဲ့ဒ
ထိုညညာဟာကုံဆုံသွားခဲ့တော့တယ်မြူမုံအလင်းကြောက်တဲ့ချိန်ကခန္ဓာနဲ့တူဆက်ဆံတာကိုပြင်ဆင်လာရင်မျက်နှာလေးရှင်းနေတော့ခန္ဓာကမြူမုံရဲ့မျက်နှာလေးကိုကိုင်ပြီးအချစ်ရဲ့မျက်နှာကရှင်းနေတာပဲနေမကောင်းဘူးလားဟင်ဘာလို့ရှင်းနေရတာလဲမဟုတ်ပါဘူးကြောက်တဲ့တုံးကညနေကြီးနေနဲ့တူနေတာကိုပြန်စဉ်းစားမိလို့ရှက်ယုံမှာဟာဒီမျက်နှာလေးကရှက်နေတဲ့မျက်နှာလေးပေါ့လေအားကြောင့်ကြည့်ပါဦးရှက်တာပေါ့အဲ့ချိန်တုန်းကနေရဲ့အရှက်မရှိတဲ့စကားတွေကအခုချိန်ထိငါနာတွေပြန်ကြားရောက်နေတယ်ထပ်အောင်စော့နိုင်တယ်လေအချစ်ရဲ့အဲ့လိုစကားကြမ်းလေးပြောရင်ဆက်ဆံရင်မှကောင်းတာတဲ့အားကြောင့်အဲ့ဒီလိုအတူတူနေတဲ့အချိန်မှာဘာမှသူ့ဝတ်ထားစရာမလိုဘူးရှက်စရာလည်းမလိုဘူးစကားကြမ်းလေးပြောရင်လည်းအဲ့ဒီလိုနေရင်ပို့ပြီးတော့ကောင်းနေတဲ့အခုတောင်ကြည့်ပါဦးမောင်ကလေဘာလဲပြောလေမောင်ဒီလိုလေဘာတော့မောင်ရဲ့မောင်ချစ်ကိုချစ်ချင်နေပြီအဆင်ပြေလားချစ်စကားပြောရင်လက်ကမိန်းနေရမှာလှုပ်ရှားကဝင်လိုက်ထွက်လိုက်ဖြင့်လင်းမြန်စွာမောင်ငါ့ကိုအဲ့လိုမစွာပါနဲ့ကြည့်ပါဦးနေနော်အချစ်ရဲ့ဒီမောင်ကဟောဒီလိုလေးအချစ်ကိုပြန်ပြီးတော့ပြုစုပေးနေတာပါမောင်အဲ့ဒီလိုကြတော့မြူမုံနာတယ်ဒီလိုလေမောင်နဲ့အတူတူမနေရတာကြာလို့ပါဒီလိုလေးမနေနဲ့နော်ဒါဆိုမနာအောင်မို့ဟောဒီလိုလေးနေပေးလိုက်အချင်းမောင်ရဲ့ပြုစုရရတွေကြောင့်မောင်ကမြူမုံကိုစပွဲကုံပေါ်မှာသူ့တင်လိုက်ပြီးတော့မြူမုံရဲ့အပေါ်ပိုင်းတွေကိုလည်းသူဟာပုတ်တက်ပြီးပြုစုပေးနေရင်သူ့ရဲ့လက်ကျန်ကြီးကခန္ဓာကိုယ်တစ်လျှောက်စုံကြီးစမ်းကြည့်မောင်ကတော့မသိပေမဲ့မြူမုံကတော့အဲ့ဒီရဲ့အရှားသာအားအလုံးမပင်ကြိုက်နှစ်သက်နေမိပြီမောင်တော်ပြီကွာအဲ့ဒီလိုမလုပ်တော့နဲ့အတူတူချစ်ရအောင်နော်ခန္ဓာအပေါ်ပိုင်းတွေကိုသူပုတ်တက်ပေးနေရမှာသူ့ရဲ့ဘောင်းမီစရာဖြုတ်ကသူ့ကိုစားတင်ပြီးတော့အချစ်ချမ်းမှုအတွက်အားပါပါနဲ့မညာမတာသူစားတင်ချလိုက်တယ်သူ့ရဲ့အချစ်ချမ်းမှုကသူ့မလေးမှာကော့ပြန်လို့နေတယ်မောင်ဘလူကြီးလေကွာဒီလိုနည်းနည်းလေးကြမ်းပြီးကိုချစ်ကကျန်းညမှာကြိုင်မှကိုသိတာပေါ့အားအားကြောင့်အချစ်ရဲ့စိတ်ကြကိုကကြမ်းပြီးမှမြေမုံတယောက်တော့သူ့ရဲ့မောင်အချစ်ချမ်းမှုတွေကြောင့်နာကျင်မှုနဲ့တူတာယာမှုပါကပ်ပါလာတာမို့အော်ညီရင်နဲ့လူလာမမောတောင်းဆိုနေမိတယ်မောင်တကယ်ပါမောင်နဲ့အခုလိုနေရတဲ့နေတွေဆိုမြေမုံလေးဘယ်နေ့မှမလဲနိုင်ဘူးတကယ်ကိုကောင်းနေအဲ့တော့မြေမုံကိုတိတက်မကပို့ချစ်ပေးပါခန္ဓာသူမလေးရဲ့အပေါ်ပိုင်းတွေကိုသူဖိညစ်ကိုင်လိုက်ပြီးသူ့ရဲ့အောက်ပိုင်းတွေကလည်းသူ့ရဲ့လှုပ်ရှားမှုတွေကအချစ်ချမ်းစွာပြုစုပေးနေတယ်အချစ်နဲ့မောင်အတူတူနေရတာအရန်ကောင်းနေနောက်ဆိုလေတိတက်မကအတူတူပွင့်ပွင့်လင်းလင်းပဲတယောက်နဲ့တယောက်နားလည်မှုနဲ့အတူတူနေကြမယ်ကွာနော်ဟာအဲ့ဒါပါစကားအချစ်ကဒီလိုပြောပြီးအတူတူချစ်ကြရဲ့သဘောကျပါတယ်ကွာဘာတွေညှင်းဆန်နေတာလဲအချစ်ပဲအစမ်းလိုချင်နေပြီဆိုအချစ်စပွဲကောင်ကိုလက်ထောက်ပြီးတော့ဟာဒီလိုလေးနေထားမောင်အချစ်ကိုအနောက်ကနေပြီးတော့ချစ်ပေးလိုက်မယ်နော်သူပြောလိုက်တာနဲ့မြင့်မအလင်းကစပွဲကောင်ပေါ်လက်ထောက်ရင်မောင်အဲ့ဒါဆိုကြမ်းလေးချစ်ပေးနော်အချစ်ရဲ့စိတ်ကြိုက်မောင်ကဟောဒီလိုလေးကြမ်းပေးမှာပါအချစ်ရဲ့ခန္ဓာကပြောရင်သူ့မလေးကိုအနောက်ကနေပြီးတော့သူကတိုင်းပတ်ပြီးသူ့ရဲ့လှုပ်ရှားမှုတွေကိုတရဆက်အချစ်တွေကြမ်းနေတော့တယ်သူမတို့နှစ်ယောက်ကတော့ VIP အခန်းထဲမှာညှဉ်းညူရင်းနဲ့တညတာအချိန်အားရှမတ်ဆန်ဆန်နဲ့ဖြစ်တန်းနေကြတော့တယ်ခန္ဓာတယောက်ညတော့သူမနဲ့တူတူနေပြီးပင်ပန်းကအိပ်ပျော်နေတဲ့မြေမုံအလင်းအားကားတွေခေါ်လာခဲ့တယ်သူမနိုးလာတော့ပြောတဲ့စကားကြောင့်လေခန္ဓာမှာငိုရတော့မလို့လို့တကယ်ပြောနေတာလားမြေမုံတကယ်ပြောနေတာလားလို့ငါလက်ထက်တော့မှာအဲ့ဒါကြောင့်ငါတို့ထပ်မတွေ့ရအောင်ဘာလို့လဲဟမ်မြေမုံဘာလို့လဲမောင်ကမြေမုံပေါ်ကိုစိုးနေလို့လားအဲ့ဒီလိုစိုးနေတယ်ဆိုရင်လေမောင်ပြင်းပြီးငါနဲ့ကိုလက်ခံလာဖို့နေ့ကိုနဲ့ဘာမှပြုပြင်ပြောင်းလဲစရာမလိုဘူးခန္ဓာငါလက်ထက်တော့မှာဒါဆိုမောင်တို့တကယ်ဝေးရပြီပေါ့ဖြစ်ပြီးသမျှတွေစက်မစင်းစားပါနဲ့တော့မင်းရွေးချယ်မှုကမောင်မမဟုတ်တာမစင်းစားလို့ရမလားမြေမုံရဲ့မောင်လေးမောင်အဲ့ဒါကြောင့်နင်းနဲ့ငါဖြစ်သမျှတွေကိုနေဘက်ကနေမိတ်ပေးလို့
ခန္ဓာပြောပြပြချင်းကားထဲမှာထွက်သွားတဲ့မြင်မောဟာတခြားမိမတွေလိုချွေနေပြီးတာဝန်ယူပေးပါလို့လည်းမပြောချစ်တယ်မြင်မောဘယ်လိုမေးရပါလဲကြောင်ကလေးကချစ်တယ်ဒီချစ်တွေကိုမျက်ွယ်ပြည့်ရတဲ့ဘယ်လိုမေ့ပြရမှာလဲဟင်နေနဲ့ငါရဲ့အချစ်ကသူများတွေလိုပို့ပေါ်တန်တယ်မဟုတ်ဒီတိုင်တိုင်းပဲတမယိုကြရွေးရှင်းနေတဲ့အချစ်လည်းမဟုတ်ဘူးငါအဲ့ဒီအချစ်တွေကိုငါဘယ်လိုမျက်ွယ်ပြုတ်ပြီးတော့မေးရမှာလဲမြုံမအားလက်တက်ပြီးပြောထားတဲ့လူကမြုံမကိုစိုင်းတဆိုင်မှာစောင့်နေပြီဆိုတာကြောင့်မြုံမအိတ်အမြတ်ပြန်ပြီးစေမိုးချူကအဲ့ဒီဆိုင်စီကိုလာခဲ့ခြင်းပဲဟိုရောက်တော့ထိုလူကရှောင်းနေပြီမြုံမထိုင်ကုန်တွင်ဝင်ထိုင်လိုက်ပြီးဆိုတာနဲ့မုံဘာစားမလဲကိုမပေးမယ်လေရပါတယ်မြုံမစားခဲ့တယ်ကိုမကိုပြောထားတာလေစဉ်းစားပြီးပြီလားကိုမြုံမကိုလက်ထက်ချင်တယ်ဆိုတာဧကလေးတခွင်ပြောနေပြီမယ်လေသူ့ရှိမှရှိတဲ့ကောင်မလေးစီဟာဘာသာမှထွက်မလာတာကြောင့်ကိုသိပါတယ်ကိုကကလေးတယောက်ဖေးအသက်ကြီးနေပြီဆိုတော့မှုတ်ပကမှုတ်မြုံရှင်းနဲ့လက်ထက်မှာပါဧကလေးတခွင်သူ့မလေးရဲ့စကားကြောင့်အံ့ဩမှုနဲ့တူပျော်ရွှင်လာရကကျေးဇူးတင်ပါတယ်မှုတ်ကိုမအသက်20အရွယ်သားတယောက်ရှိပေမယ့်လိမ့်ပါပါတယ်အရင်မစိုးပါဘူးကိုမုံတကယ်ကျေးဇူးတင်ပါတယ်မြုံစိတ်ကူးတွေကနေကိုထက်တစ်နှစ်လောက်ပင်ငယ်မဲ့ကောင်လေးရသူအားမမေလို့ခေါ်မိဖြစ်ကိုရှက်နေမိတယ်ကလေးတောင်တစ်ခါမှမထိန်ဘူးတဲ့မြုံက20အရွယ်ကိုမြည်သူထိန်ရမင်းနေသူ့ရဲ့သား20ဆိုတဲ့အသက်အရွယ်ကောင်လေးကသူ့ရဲ့သားဖြစ်လာတော့မည်ဆိုတော့မုံကိုသားနဲ့တွေ့ဖို့ဆိုင်တဆိုင်မှာချိန်လိုက်မယ်လေဟုတ်ကဲ့ဧကလေးတခွင်ဆိုတဲ့လူကအသက်အသာကြီးတယ်ဆိုပေမဲ့အသက်မသိတဲ့လူဆိုလည်း23-24လို့ထင်မိမှာမလွယ်ပြီပါတအားကြီးလည်းမအိုသေးထောင်မောင်းနေပင်ရုပ်ရည်မှလည်းအပြစ်ပြောစရာမရှိသူသားသူနဲ့တူလျင်ခန့်ကြောကြီးဖြစ်မှာမလွယ်ဧကလေးတခွင်လည်းမိမုံနဲ့တူဆိုင်တဆိုင်ကိုသွားလိုက်တော့သားပြသူကအရင်ရောက်နေပြီဖြစ်တယ်မိမုံသူနဲ့လိုက်လာတော့သားပြသူအမြင်လေတော့ကိုမျက်လုံးကိုပင်ကိုမရှုံနိုင်ခန္ဓာတခွင်ဖြစ်နေတယ်မြင်မို့အစကလေးကစဉ်းစားခဲ့တဲ့နာဧကလေးတခွင်နဲ့ခန္ဓာတခွင်နာမည်ကတူးနေသေးလေတာဖာမန်အခုမှသိတော့တယ်အစကလေးကကျူတင်ပြီးတော့ခံမှန်းထားတဲ့နာတာခန္ဓာအဖိစနေဖြစ်မဲ့လူကိုနှုတ်ဆက်လိုက်အောင်လေဟုတ်ကဲ့ကျွန်တော်နာမည်ကခန္ဓာတခွင်မှာမေခန္ဓာတခွင်မြင်မုံအလင်းအားမေလို့ခေါ်လိုက်တော့မျက်နှာလေးရဲကနေဖြစ်သွားတာကိုမြင်ဖြစ်အောင်မြင်သွားသေးတယ်စကားပြောနေအောင်နော်ကိုတခုသွားမှလိုက်အောင်မေစကားကနာပြောနေကြအောင်နော်ဟုတ်ကဲ့တေဒီဧကလေးတခွင်လေးထိုစပွဲဝိုင်းမှာထွက်သွားတော့မြေမုံနဲ့ခန္ဓာတခွင်သာကြံခဲ့တယ်ခန္ဓာကမြေမုံကိုကြည့်ပြီးလှေဘူးတစ်ချက်မှုတ်တော့ကမေးတော့ရင်တေဒီကနောက်အိမ်အောင်ပြုံးမယ်ဆိုတော့ဘသူများလဲလို့အချစ်ဖြစ်နေတာကိုအချစ်စကားကိုကြည့်ပြောခန္ဓာနေဖေးသေးသွားရင်ဘာပြက်လဲတိပေါ့တိထားတော့ပြောပြစရာမလိုတော့ဘူးလေမိမိလေးကကျုပ်ကိုဟာဒီလိုပြုစုပေးတာနှစ်ခါစိတ်ပြီးလို့ခန္ဓာအိုးမိမိလေးကလည်းစိတ်ကြီးပဲကျုပ်နဲ့အတူတူတောင်းဆက်ဆံပေးပြီကိုအတူတူချစ်တင်နှောပြီးကြပြီလေဘာလို့ရှက်နေသေးတာလဲငါယူမဲ့လူကငါဆက်ဆံပေးသွားတဲ့လူတယောက်ဆိုတာသိတော့မကောင်းစကားပြောနေရင်ရုပ်ကလေးဧကလေးတခွင်ရှောင်းလာတာကြောင့်ပြောလက်စာစကားကိုစက်မပြောတော့ပါမဟုတ်သားနေပါလေပြောနေကြတာလေအဲ့ဒါလေဟိုလေတေဒီကိုဘလောက်ချစ်ချောင်းပြောပြနေတာမိမိလေးကကို့အကြောင်းပြောတယ်ကို့ကိုပြန်ပြောပြပါအောင်ခန္ဓာရဲ့စကားကြောင့်လေမြူမုံဟန်မပြတ်လိုက်ပြောပြရတော့တယ်နှစ်ယောက်တည်းရှိတဲ့အချိန်မှာပြောပြပါမယ်ရှက်စရာကြီးလေအခုကသားလေးရှိနေတာဆိုတော့ဟုတ်ပါပြီဗျာကို့စနေလေးတေဒီကမိမိလေးကိုချစ်လို့ရှူတာလေချစ်လို့ဟာဒီလိုအခုလိုပဲလက်ထပ်တာပေါ့ကျွန်တော်လေမိမိလေးကိုချစ်တယ်ဘလို့ခန္ဓာစသလိုနောက်သလိုပြောလိုက်တော့မြူမိုးကစပွဲကုံအောက်ကနေခြေတော်ပြလှမ်းကန်နေတော့ဟုတ်တယ်လေတဲဒီမိမိလေးကချစ်စရာကောင်းတယ်လို့ပြောချင်တာအော်တဲဒီကလူကြီးတော်တယ်လေနော်တာမြူမုံဒီသားပါနှစ်ယောက်နဲ့ဘာပြောရမလဲမသိတော့ပါမြူမုံတယောက်ဧကလေးတခွင်နဲ့လက်ထပ်ပြီးသွားတော့သူတို့အိမ်မှာသာလိုက်နေဖြစ်တယ်အလုတ်အကိုင်အတိတကျဖြစ်နေတဲ့သူနဲ့လက်ထပ်လိုက်တာဟာမြူမုံအတွက်ကောင်းသည်မဟုတ်လားကိုအလုတ်သွားတော့မယ်မဟုတ်ဂယုစိုက်သွားအောင်နော်ကိုအဲမမြမုံရဲ့ဒါဆိုကိုသွားပြီနော်အလုတ်သွားတဲ့လူကလည်းသွားပြီဖြစ်တာကြောင့်အခန်းထဲမှာပြန်နေပြီလို့တော့လျှက်ရပြအခန်းထဲဆွဲခေါ်ခံရတာကြောင့်လန့်သွားပြီမဲ့
ခေါ်လာသူကတခြားလူမဟုတ်ခန္ဓာတခွင်မိမိလေးဒီကသားလေးကိုမပြစ်စုတော့ဘူးလားပြီးတော့ချူမတိုက်ချင်ဘူးလားယူနေလားဖေးဖေဆံမခန္ဓာရဲ့ဟမ်ဘာလို့ဘေးဖေရမှာလဲမိခင်ကကိုသားသမီးကိုနှိုးတိုက်တာတဲ့တာပေါ့ခန္ဓာနေဖေသားသိသွားရင်ငါတို့ဘယ်လိုဖြစ်သွားမယ်ထင်လဲငါ့ကိုအဲ့လိုတွေမလှုပ်ဆမ်းပါနဲ့ဟမ်အခုကငါနေရဲ့အမေဖြစ်နေပြီနေဖေနဲ့ငါလက်ထပ်ပေးသွားပြီလေအဲ့ဒါကြောင့်နေဖေတိတ်သွားရင်တိတ်တယ်ပေါ့တိတ်တော့ဘာဖြစ်လဲမိမိလေးမနစ်နာစေရပါဘူးထီတာကမရအဖြစ်တင်မြောက်မှာမလို့ခန္ဓာရဲ့စကားပြောရင်မိမုံရဲ့အင်ကြီးတွေမှလက်စုကသူ့ရဲ့အပေါ်ပိုင်းအားစုပ်ကင်နေတာမို့ခန္ဓာလက်မမိမုံကရှုံးလိုက်ရင်ခန္ဓာမလုပ်ပါနဲ့ဟာငါတောင်းပန်ပါတယ်ပြီးတော့အခုချိန်မှာငါနဲ့အမေလေးအဲ့တော့နင်လေးစားမှုလေးရှိအောင်ပါပေါ့နော်မိမုံချော့ပြောနေတော့လေတပတ်ကတုံ့ပြန်လာတဲ့စကားကြောင့်မိမုံရွေးချယ်စိတ်ပေါက်သွားရတယ်အဲ့ဒါကြောင့်ပြောတာပေါ့မိမိရဲ့ဒီသားကိုချိုတိုက်ပါလို့အမေကသားကိုချိုတိုက်တာထူးဆန်းနေလို့လားဟမ်ဒါတဘာဝပဲလေအသက်20အရွယ်ဘသူကချိုဆိုးတယ်လို့လေငါ့ကိုအခက်တွေအောင်လှုပ်နေတာပဲနင်ကကျုပ်ဆိုတယ်လေပါတယ်ဘသူမှမဆိုချင်တယ်ကျုပ်ဆိုတယ်ဘာဖြစ်လဲခဏပါပဲကွာကြောင်ကလေးကမောင်မေကိုဘယ်လောက်သဘောကျလဲမသိတာလည်းမဟုတ်ပဲနဲ့ဒါပေမဲ့ခဏပါပဲကွာနော်မောင်ခဏပဲပေးဆိုပါကွာနော်ကရင်မော်ထိုင်လိုက်လေမြေမောရဲ့လက်အားအတင်းဆွဲကကရင်အလဲတီခေါ်ကထိုင်ခိုင်းပြီးအင်ကြီးအားလန်ကပရာချိတ်ဖြုတ်ပြီးမြေမောရဲ့အပေါ်ပိုင်းထိတ်တွေကိုကင်ကဟာရီရဲ့ချို့တွေကိုလွှမ်းနေခဲ့တာဘလူကြီးလေဟမ်ဘလူကြီးလှုပ်နေတာလေချိုလေးတွေဒီလိုစာသုံးပြီးစုပ်ပြီးကြိုက်တယ်မလားခန္ဓာတော်တော့လေနော်ခန္ဓာတော်လို့တပြည့်ပြည့်နဲ့အချိန်တော်ကြာတည်ဆိုတာတောင်ခန္ဓာအတွက်တောက်လေငတ်မပြဖြစ်နေရတယ်ခန္ဓာငိမ့်နေကျုပ်တက်ပြီးတော့မချစ်ခဲ့တော်တော့လေနော်ကြားနေပြီဘာလေတော်တော့ဟာငါမအားဘူးမိမိလေးရလေဗျာစိတ်ကြီးပဲဟာနေနော်ကဲသွားတော့မှာမလားသွားတော့ခန္ဓာပြောရင်ပရာချိတ်ပြန်တက်ပေးလိုက်ပြီးအင်ကြီးအားပုံမှန်အတိုင်းပြန်ဆွဲချပေးလိုက်တော့ဂရေမမစင်ကသူ့မလေးကတကားပေါ်နာရောက်တဲ့တီသွားပြီးငါဟင်းတွေလည်းချက်ရအောင်ပါလိုက်မနှောက်ဆက်နေတော့ပြီးတော့ဒီလိုလုပ်တာပထမဆုံးအချိန်နဲ့နောက်ဆုံးအချိန်ဖြစ်ပါစေနောက်ဆိုရင်နင်ငါ့ကိုအခုလူတွေမဆက်ဆံပါနဲ့ငါမကြိုက်ဘူးမြေမုံပြောတာကိုပဲမကြောက်တယ်လို့ခက်လွန်ရှင်းလာတာမို့မြေမုံအမျက်ကစွာမျက်စောင်ခဲပြီးသားအခန်းပြန်ပြင်ထွက်လာခဲ့လိုက်တယ်ခန္ဓာထွက်သွားလေတဲ့မြေမုံကိုကြည့်ပြီးမကျေနပ်တာမို့အဲ့လိုပြောလဲထပ်ပြီးတော့ငါလှုပ်အောင်ပါပဲခမရကျုပ်ဖေကိုမှရွေးသွားတာကိုဟမ်ကျုပ်ကိုထားခဲ့ပြီးကျုပ်လူကိုထားခဲ့ပြီးခမရကအဖေဖြစ်တဲ့သူရွေးသွားတာမြေမုံတနေ့ဒီအရှုပ်ထုံနဲ့အခက်တွေ့နေရတာအဆူဆုံးကတော့သူနဲ့အိတ်ခဲ့တာလေတစ်ချိန်တည်းမကနှစ်ချိန်တောင်းဆိုတော့လေအေးကလေးအလုပ်တွေလုပ်ပြီးတာနဲ့အိမ်ပြန်ဖို့လှုပ်ရတော့တယ်ချစ်စနီလေးမျက်နှာကိုမြင်ရောက်ပြီးရှင်အေးရတာလေအခါခါပဲစနီးငယ်ငယ်လေးရှူထားတော့လေနှစ်ဦးမျက်နှာကြိုင်လို့ပြောရင်လေအပြောခံရုံသာရှိတော့တယ်မြေမုံတယောက်ထမင်းရည်တွေချက်ပြုတ်နေတော့ခန္ဓာကဖေးရနေလာကူပြီးဟင်းတွေခူကစပွဲကုံပေါ်တွင်လဲချကူတယ်အဲ့ဒီအချိန်တွေတော့စိတ်ကပုံမှန်ပေမဲ့ညရောက်ရင်ခန္ဓာကလူလိရင်လစ်တယ်လို့မြေမုံရဲ့အပေါ်ပိုင်းတွေကိုသူကတင်းစီစီနဲ့စုပ်ကင်လေးရှိတယ်ငဲ့ချစ်ဦးဆိုတော့လေမပြောရပါသို့ပေမဲ့သူ့အဖေနဲ့လက်ထပ်ထားတဲ့ဆိုတဲ့စိတ်ကရှိနေတာမို့အိမ်နေစေရတဲ့အခါခါပဲကားတန်ကြတာနဲ့မြေမုံတကားပေါက်ရှိသွားကဧကရိတ်ကိုကျူရတော့တယ်ရှောက်ကြားလို့ခေါ်တဲ့ကလည်းထူးဆန်းနေသေးပေမဲ့နေသာကြသွားပြီထင်တယ်ချစ်ယောက်ျားအိမ်ရောက်ချင်းချူသားတဲ့အတန်ပြန်ခေါ်လာတာမို့ဧကရိတ်သဘောကျသွားကမောသမြအကုန်ပြေးသွားရတော့တယ်ပြပင်မလာပြီလားမပင်မမှာဘူးဟော်ရီကချစ်ယောက်ျားရဲ့ချစ်စနီလေးမျက်နှာမြင်လိုက်တော့အကုန်ပြောက်သွားပြီဟမ်ဒီသားကိုလည်းမြင်ကြအောင်ဘိုက်ကစားနေပါပြီဆိုခန္ဓာရဲ့အတန်ကြားမှာဧကရိတ်နဲ့မြုံမုံစပွဲဝိုင်းတွေ့ထိုင်ကညခင်ထမင်းဝိုင်းဟာပျော်ရွှင်စွာနဲ့သူတို့စားတောင်းနေကြတော့တယ်အဲ့ဒီလိုနဲ့ညရောက်တော့ဧကရိတ်နဲ့မြုံမုံတို့နှစ်ယောက်သာအပြာရောင်ညလေးကိုဖန်တီးလိုက်ကြတယ်မိမသူမလေးရဲ့အခန်းထဲကအော်ကြီးစံကြောင့်ဧကရိတ်သူ့ကိုပို့ပြီးတော့အချက်ကျန်းလာတယ်မုံကို့ကိုကြည့်
ကိုကြည့်လို့ဧကလေးကပြောတော့မုံကသူ့အားကြည့်လာတယ်မျက်ရည်အဝေးသားနေပေါ့အစမ်းနာနေလားဟင်ကိုရတယ်ကိုကြမ်းကြမ်းလေးချစ်ပြီးယောက်ျားသူမရဲ့စကားကြောင့်ဧကလေးသူ့ကိုတရဇက်မနာရမယ်အချစ်တွေကျန်းနေလိုက်တယ်မိမကြည့်သပါအောင်မိမလေးကအစမ်းထန်နေတာကိုကလည်းအစမ်းကောင်းတယ်ယောက်ျားသိတယ်မလားအပြူမစစ်တာဟုတ်လားကိုစနီလေးရလေကိုစနီလေးအပြူမစစ်တာကိုသိတယ်မလားလို့မေးတာလားသူ့အခြေရင်ထဲမှာသူမရဲ့စကားလေးပြောလိုက်တော့ဟုတ်တယ်အပြူမစစ်လေဒီယောက်ျားကတန်ဖိုးထားတယ်မိမကိုကလည်းတခုလက်ပဲလေမျှတာတယ်မလားမိမအပြူမစစ်ပေမဲ့ပေါ့ဟုတ်တယ်ယောက်ျားမြေမုံရဲ့နှခါအနမ်းလာပြီးရှာတွေပါသုံးလာတာမို့မြေမုံတယောက်သူ့ရဲ့ရှာတွေကိုပါဆုပ်ယူလိုက်တယ်သူ့လက်တွေကလည်းမြေမုံရဲ့အပေါ်ပိုင်းတွေကိုပုတ်သက်ဆုပ်နေပေးနေလိုက်တယ်အဲ့ဒီလိုနဲ့သူ့ရဲ့အောက်ပိုင်းလှုပ်ရှားမှုကလည်းရှော့မသွားအဲ့ဒီလိုဆက်ဆံနေချင်းဆိုရင်ရိုးပြစ်စုံမှုကမြေမုံအတွက်စိတ်ကျဉ်မှုတစ်ခုခန္ဓာဟာအဖေတူသားလို့ပြောရမလားပဲတာပါနှစ်ယောက်ရဲ့ကရင်မောစွမ်းရည်ဟာအမခံပါပဲဒီနေ့တော့ဧကလေးကစောစောအိတ်သွားပြီမဲ့ခန္ဓာကတော့ပြန်မလာသေးမိရွေးတယောက်အနေနဲ့စိတ်ပူတယ်လို့အခြေဦးတယောက်အနေနဲ့လည်းစိတ်ပူမိတာအမှန်ဒီနေ့ကျမှဘာလို့များနောက်ကျနေမှမသိယောက်ျားထအောင်ဘာဖြစ်လို့လဲမောင်တာခန္ဓာပြန်မလာသေးဘူးလေဘာလို့ဒီလိုကြီးအိမ်နေနိုင်ရတာလဲကိုရဲ့မြေမုံကသားလို့ခေါ်ဖို့ဧကလေးကပြောထားတာနဲ့မြေမုံမခေါ်ချင်မိမယ်လေဧကလေးရဲ့အရှိဆိုသားလို့ခေါ်ရတာပါအခုတော့နေသားကြသွားပြီဖြစ်တယ်ကိုချစ်ခဲ့တဲ့လူကိုသားလို့ခေါ်ရမည်လို့မတွေးခဲ့ဘူးပါမိမကလည်းပြန်လာဧကလေးရဲ့စကားမဆုံးခင်အပြင်မှာဖန်ခွက်ကွဲတာဟာတကာအနေငယ်ဖွင့်ထားတာကြောင့်ကြားနေရတယ်ယောက်ျားလို့ကိုအိတ်ချင်လို့မိမပဲသားကိုဆောင်းလိုက်တော့နော်ကိုအရင်အိတ်ချင်နေလို့ကိုဧကလေးတခွင်ကိုသားကိုဘယ်လိုတောင်းသွေးရတာလဲလို့ထအောင်လေမှုံတယောက်တည်းသားမူးလာတာလေကိုသားကိုထိုးမိလိုက်မယ်ခုနကတော့ဖန်ခွက်ကွဲတာမကြောက်လားသွားပါမှုံရဲ့နော်ကိုသွားရင်ပို့စိုးကုန်လိမ့်မယ်မြေမမသွားချင်မိုးနေတယ်ဆိုတော့ပို့စိုးတယ်သူကသွားခိုင်းတော့လေသွားရတော့မြေအခြေအနေတွင်ရှိနေတယ်မြေမုံလေခန္ဓာစီရာစီလာလိုက်တော့လက်မှာလည်းသွေးတွေထွက်နေတယ်လို့ခြေထောက်မှာလည်းသူခွဲထားလို့ကွဲထားတဲ့ဖန်ခွဲစာတွေရှာနေတယ်မူယူနေတဲ့လူကတော့နာမည်မထင်ခန္ဓာဘာလို့နေတာလဲအိတ်တော့လေပြီးတော့ဘာလို့မူးရှုနေအောင်တောက်လာတာလဲခန္ဓာသူမလေးရှိတော့အမှုသမားခြေလမ်းဟာဆိုင်နေဖြစ်နေပေမဲ့ရောက်အောင်သွားကသူမလေးကိုဖမ်းလိုက်ပြီးမောက်ဘာလို့မရွေးတာလဲအချစ်မောက်ဘာလို့မရွေးချေတာလဲဘာလို့မောက်ကိုပြစ်သွားတာလဲကွာသူပြောလို့မဆုံးခင်နှက်ခါအားလက်ပြပိတ်လာတာကြောင့်ခန္ဓာစကားစုံအောင်မပြောလိုက်ရမြေမောခန္ဓာကိုသူ့အခန်းထဲခေါ်လာပြီးအိယာဘော်တွင်တည်တည်ချာချာချလိုက်ပြီးစောင်းနေချုံပြီးကထွက်လာခဲ့လိုက်တယ်ချာချာရှိရင်ကောင်းပြီမဟုတ်မြေမောအခန်းထဲဝင်ချင်းဧကလေးကအိမ်ရင်းထဲမှာမုံသားကမူးနေတာမုံသူ့ကိုအိတ်ခန်းထဲပုတ်ပြီးစောင်းနေချုံခဲ့ပြီးယောက်ျားကျေးဇူးပါမုံကိုလိုတခုလက်တယောက်ကိုမငင်းငွေပဲတာကိုလည်းဂယုစိုက်ပြီလို့မြေမုံဘာမှမပြောမိတော့ပါမြေမုံရဲ့မျက်ဝန်းတွေကိုမိတ်ချလိုက်ကအိတ်လိုက်ပါတော့တယ်မြေမုံအိတ်နေရင်မှတပြပြနဲ့အတန်ကြားလို့မျက်လုံးတွေကိုဖြန့်ကြည့်လိုက်တော့မြေမုံရဲ့အပေါ်ပိုင်းတွေကိုစုပ်ယူနေသူကတခြားလို့မဟုတ်ခန္ဓာနေဒါဘာလောက်တာလဲဒါဘာလောက်နေတာလဲလို့မြေမုံရဲ့အမေကိုမဖြေဆက်ပြီးတော့သူကစွန့်နေတာကြောင့်မြေမုံခန္ဓာကိုတုံးပယ်ပြီးလို့တော့ခန္ဓာနှစ်ဖူးတွေကပူးနေတာမို့ခန္ဓာနေဖျားနေတာလေစိတ်မတောက်ဘူးလားဟင်ခန္ဓာတောက်လေမတောက်ဖ ೇನೆ ဘာလို့နေပြန်တာလဲခန္ဓာရဲ့ဒီမှာလေစိတ်မတောက်ဘူးချိုတောက်နေတာလေစောင့်ကြုံလေးဖျားနေတာကိုဘေးပေပါအပေါ်ကနေဘေးပဲလို့အချစ်ရဲ့မောင်ကိုချိုလေးတောင်မတိုက်ချင်ဘူးလားမောင်အချစ်ရဲ့ချိုလေးစိုးရရင်စိတ်မလို့ဘူးစောင့်ကြုံပြီးရဲ့ပြန်တိုက်မယ်ခဏဘေးပေအောင်လို့ခန္ဓာသူဘေးပေလိုက်တော့မြေမောကသူ့ကိုစောင့်ချုပ်ပေးလာကဘေးတစောင်းအနေထားဖြင့်သူ့အားချွတ်တိုက်လိုက်တယ်ခန္ဓာမကိုက်နဲ့လေဘာလို့ကိုက်နေတာလဲအချစ်မောင်လေးအချစ်ကိုချစ်ချင်တယ်မစဘူးခန္ဓာအဲ့ဒါတော့မစဘူးခွင့်မပြုနိုင်ဘူးတကယ်ပါမောင်အချစ်ကိုချစ်ချင်တယ်ကြည့်ပါအောင်အချစ်ရဲ့
မောင်အချစ်ကိုချစ်ချင်နေတာပြောပြောဆိုဆိုနဲ့သူ့လက်တွေအားခန္ဓာကထောင်မှနေတဲ့သူ့ကိုမျက်လုံးပြူးလျက်သာဖြစ်သွားအောင်လို့သူပြနေလိုက်တယ်ခန္ဓာခွင့်ပြုမယ်မလားဟင်ခွင့်မပြုလေချစ်တော်မယ်ကွာနင့်ရဲ့အဖျားတွေငါစီကူးလိုက်မယ်မိမိလေးကလေဘာတွေမူးနေတာလဲမိမိလေးကတတိလက်သွားတဲ့အထိအချစ်ခံရတာကြိုက်တာလေအရှင်ကလည်းအဲ့လိုပဲချစ်ခဲ့ကြတာကိုခန္ဓာရဲ့စကားကြောင့်မြင့်မို့ရဲ့မျက်နှာလေးဟာနေရနေလေးဖြစ်တော့လေခန္ဓာရဲ့စကားကြမ်းကြမ်းတွေနဲ့ထက်ဆခြင်းနေသေးတာကြောင့်ဟုတ်တယ်မလားလို့ဖြေလေချစ်ရဲ့တတိမိတဲ့အထိအချစ်ခံခဲ့တာလေခန္ဓာတော့ပါတော့နေ့ရဲ့စကားတွေကရှိုင်းလို့နေပြီအရှင်ကလည်းရှိုင်းနေတာပဲလေအခုမှဘာတွေဖြစ်နေတာလဲမင်းအတွက်ဆိုလို့စကိုကဟောဒီလိုငါနဲ့ဖေနဲ့ယူထားတာနော်ဒီလိုမလှုပ်သိမ်မှုခန္ဓာမြေမုံတယောက်အကျိတ်ကပြောပြီးသူ့ရဲ့လက်အားတွန်းပယ်လိုက်လေတော့ညမြင်ခဲ့တဲ့တန်ရာကိုမိကတွန်းခဲ့မိသည်အခုတော့သူ့လက်မှာသွေးတွေဟာထွက်နေတယ်အချစ်မောင်လက်မှာတန်ရာရှိတယ်လေဘယ်လိုစလာတာလဲအဲ့ဒီတန်ရာကအိမ်မှာမလားမနောက်ဆက်တော့ဘူးမိမိလေးမောက်အခန်းနဲ့မောက်သွားတော့မယ်အိတ်လိုက်တော့အိမ်ရာတွေကနေထားဖို့လုပ်နေတဲ့ခန္ဓာကိုမြေမုံကလေးမောဆွဲချလိုက်ပြီးအပေါ်ကနေတက်ခွာကအဲ့ဒါဘာဖြစ်တာလဲလို့မေးနေတယ်လေစိတ်ပူလို့လားမိတွေတယောက်အနေနဲ့စိတ်ပူလို့မေးနေတာစောက်ပူတွေလုံးမနေနဲ့မင်းဘာလို့တဲလေးကိုရွှေ့လိုက်တာလဲမင်းကငါလိုကောင်းမရွှေ့ပဲနဲ့ငါရဲ့တဲလေးကိုဘာလို့ရွှေ့ချလိုက်တာလဲမေးပိုင်ဝင်စိတ်လို့လားဒါဆိုကြက်ကိုလည်းဘာမှမမေးခန္ဓာစိတ်တွေပင်ပန်းနေပြီမလားငါကြောင့်ဒီကလေးပေါ်မှာနေ့ရဲ့မိတွေအနေနဲ့မဟုတ်ပဲနေ့စနေမယားတယောက်အနေနဲ့နေ့လူချင်တာရှူနိုင်နေမြေမုံပြောလိုက်လေတော့ခန္ဓာကမြေမုံရဲ့အင်ကြီးတွေအားဆွဲချက်ကလက်ကလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုပုတ်သက်ပေးနေလိုက်တယ်မကိုက်နဲ့လေခန္ဓာမောင်လို့ခေါ်မခေါ်ချင်အနာတယ်လို့ငါမနှွေးခဲ့ကလေးကနေနော်နှုတ်တွေကလည်းကျိတ်ဆန်နေပြီဒါဆိုအေးရပေါ်လဲလိုက်လေမောင်ရှာချွေးပြီမေပြောပြဆူဆူနဲ့မြေမုံကိုအေးရပေါ်လဲကြကခန္ဓာကမြေမုံကိုစားတင်ပြီးတော့သူ့အစာပြိုနေလိုက်တယ်ခန္ဓာရဲ့ပြုစုယူရတွေကြောင့်မြေမုံလည်းအဲ့ဒီအထည်အတွေ့တွေလက်တွေဟာအလိုလိုနေရင်ခန္ဓာရဲ့ကောင်းမှာတိုးလျာတဲ့စံတွေတို့အားဆွဲမိကညင်ညူနေမိတော့တယ်ခန္ဓာတယောက်လည်းသူမရဲ့ညင်ညူတန်ကြောင့်စိတ်ကြွကသူစားတင်ပြီးတော့အချစ်ချမ်းလာတယ်သူမလေးကိုကြည့်တော့သူ့အားကြီးကတမမောင်နဲ့ညင်နေရှာတယ်ကောင်းလာအချစ်နမ်းမှာနေငါ့ကိုနမ်းမှာမောင်ခန္ဓာသူမလေးရဲ့နှကန်းကိုငုံခဲကနမ်းလိုက်ရင်အောက်ကလှုပ်ရှားမှုဟာလည်းပို၍လျင်မြန်စွာသူနမ်းနေရင်ကော့တက်သွားတဲ့သူမလေးကြောင့်နမ်းနေရမှာခွာကကြည့်လိုက်ပြီးတော့မောင်ဘယ်လိုလုပ်နေတာလဲကွာဒီဟာလှူချင်းနေပြီမောင်သိတာပေါ့အစာမလေးအထမလေးနည်းနည်းလေးစွပေးလိုက်တာနဲ့စားနေပြီဆိုတာကိုအစမ်းထန်တာပဲသိရင်ချစ်တော်လေဒါဆိုဒီလိုလေးနေတာနော်ချစ်ရဲ့မိမောကိုသူကပုံစံအမှန်ကိုနေခိုင်းလိုက်ပြီးတော့သူကစားတင်ပြီးတော့ကလီပေးနေလိုက်တယ်ညီးပြစမ်းမအောင်မောက်မိမိလေးရဲ့မောက်ကိုညီးပြပါအောင်အဲ့လိုချင်းမခေါ်ပါနဲ့လှုပ်ပြီမောင်ကလည်းမကင်နေလို့ဒါဆိုသားနေခိုးစားနေတဲ့မိတွေလေးလို့ခေါ်ရမှာလားအဖေနဲ့ညမှာစားတယ်သားနေကြတော့ဟာဒီလေးလေးခိုးစားနေတယ်ဟဲ့တော်ပြီကွာမချစ်ရင်လည်းတော်တော့ဖြည်းဖြည်းပေါ်မိမိရဲ့လှူချင်နေပြီလားသူပြောလိုက်တော့မျက်လုံးအဝိုင်းသားနဲ့ခေါင်းငုံပြလာတယ်ဒီချိန်ရောက်တော့မှတော့လူချင်းတက်မှတ်မှုနဲ့ခိုင်းတာလောက်တော့မှလေလူချင်းနေဆိုရင်ဟာဒီယာသားလေးမိတာကိုဖြည့်ပေးလေမိရကြော်လေမိတာဖြည့်ရဲ့ဟာဒီလိုချစ်ပေးမယ်ဘာမေးချင်တာလဲမေးလေဖြည့်ပေးမယ်ဒယ်ဒီနဲ့ညာတိုင်းချစ်တာလားဒီလိုချစ်တာလားဟာဒီလိုလေးနေပြီးတော့အချစ်ခံတာလားလောက်တယ်မလောက်တဲ့ရှာနဲတယ်ရှားပြီမလားချစ်တော်လေချစ်မှာပေါ့ဟာဒီလိုဒီလိုလေးချစ်ပြီမလေးမေမေလေးရဲ့မင်းပြောတော့ချစ်ပြီမေဆိုဘလို့ကြီးလေကွာတော်ပြီအဲ့ဒါဆိုလို့စဲဖဲတော့ကျုပ်စိတ်ကျင်တဲ့အထိအဖေရမှာထဲ့ပြီမလေးကျုပ်မျက်လုံးတဲတဲ့ကိုကြည့်ဖြေဟာဒီရဲ့စင်သားတွေကိုကော့ထားပြီးတော့ပေါ့မြို့မုံတယောက်လူချင်းတက်မဲ့မှုဟာစေတုံထားတဲ့အတိုင်းဖြစ်နေတာကြောင့်ခိုင်းတာလောက်ရမိမှာမလွယ်ချစ်တော့မလားလူချင်းနေပြီဒယ်ဒီနဲ့ချစ်ချိန်တိုင်းခမရဒယ်ဒီကိုကြမ်းလေးချစ်ပေးဖို့တောင်းဆိုလားတောင်းဆိုစရာမလိုဘူးမင်းဒယ်ဒီကမင်းလိုပဲကြမ်းတယ်မင်းတက်တောင်သူကပိုကြမ်းသေးတယ်
ကျက်ကအဖေတူသားပဲဒါဆိုလေချစ်ပေးပါတော့ကွာအစမ်းလို့ချင်နေပြီနော်โอเคလေချစ်ပေးရမှာပေါ့တာခန္ဓာလို့ညီးပေးရင်ပို့ပြီးတော့ကျန်းပေးမယ်ဖေဖေတက်ကိုပို့ပြီးကျန်းစေရမယ်ဗျာမိရီကျော်လေခန္ဓာကျန်းတာခန္ဓာလို့ညီးစမ်းမှာချစ်ရဲ့မောင်မြေမို့ရဲ့ခေါ်တဲ့ကြောင့်မောင်ကသူ့အားထက်ကချစ်လိုက်တယ်ဘယ်လိုပဲညီးပါစေကွာမောင်လို့ညီးလေအဆင်ပြေတယ်ဟုတ်ပါပြီမောင်ရဲ့အစမ်းကောင်းတာပဲကောင်းရမယ်လေမိတွေလေးရဲ့မိတွေလေးရဲ့အချစ်တွေကိုဟာဒီကသားပြတဲ့သူကမိတွေလေးရဲ့အချစ်တွေကိုဖြည့်ဆည်းပေးနေမှာမိတွေလေးရဲ့လူအင်းတွေကိုအကုန်လုံးပေါ့ပြောရတဲ့သူတို့ချစ်နေရင်ထိုနေမနှက်ခဲနဲ့အချိန်မြင့်ပင်ရှိသွားခဲ့သည်မသိတော့ပါမြေမုံနေခန္ဓာချစ်ပြီးတော့ခန္ဓာကသူခန်းသူပြန်သွားအိတ်နေတာမလို့အပြားရှိနေသေးတာနဲ့စိတ်ဘူးကသူ့အခန်းထဲသွားကြည့်လေတော့ပူကျင်နေတယ်ဒါဝတောင်သူအချစ်ချမ်းနိုင်တာအံ့ဩလို့မစောမြေမုံခန္ဓာကလေးပဲထိုင်ပြီးရှေးစလုံးယူကရှေးဘက်တိုက်ပင်နေရင်အနောက်ကနေအတန်ကြောင့်လှမ်းသွားရတယ်ထိုအတန်ဟာမောင်ရဲ့အဖေသူ့ရဲ့ယောက်ျားဧကရေရဲ့အတန်မောင်ဘာလို့ဒီခိုင်ထဲမှာစိတ်နေတာလဲမြေမုံလေးဟန်ချက်မပြတ်ဧကရေရဲ့အမေကိုဖြေလိုက်တယ်ဒီမှာလေတာခန္ဓာဖျားနေလို့မောင်ရှေးဘက်တိုက်ပင်နေတာတာဖျားနေတာလားဆေးရုံမသွားဘူးလားမောင်ကခေါ်သွားမလို့ပဲတာမနူတော့မောင်ကဘလို့ခေါ်သွားရမှာလဲကိုစံပြုတ်သွားပြုတ်ပေးလိုက်အောင်မေနော်ပုံပြုတ်လိုက်မယ်လေရတယ်တာစံပြုတ်ကိုစက်သားနေမှာကြိုက်တာအဲ့ဒါကြောင့်ကိုပဲပြုတ်လိုက်မယ်ကိုလည်းရဆိုတာကြိုက်တာအင်းမခန္ဓာပါကြိုက်တယ်ဆိုတာမြေမုံသိသိတာပေါ့ဒါပေမဲ့မြေမုံဘယ်တော့မှထုတ်ပြောမှာမဟုတ်ဘူးခန္ဓာကိုချစ်တဲ့အချစ်ကြောင့်လေဘယ်တော့မှထုတ်ပြောမှာမဟုတ်ဘူးမြေမုံကဆက်ဆက်နဲ့လက်ထပ်လိုက်ပြီးမလို့ခန္ဓာနဲ့ဆက်ဆံတာကိုလေလိပ်ပြမလို့နိုင်အနေငယ်ကြတော့ခန္ဓာကနိုးလာတာနဲ့စံပြုတ်သွားယူလာကခွန်လိုက်တော့တယ်ဧကရေကတော့ဘာမှမပြောပါခရင်ချေရင်မှထိုင်ရင်မိမုံတို့ကိုကြည့်ကတကယ်မိသားစုလေးကြာနေတာပဲကွာကြည့်ပါအောင်မောင်အခုလိုလေးမြင်ရတွေ့ရတာစိတ်ချမ်းသာတယ်ယောက်ျားကိုကစားတာပါကွာဘာလို့ဆက်နေတာလဲမိသားစုမဟုတ်တာကြာနေတာပဲသားစီမကြီးလေခန္ဓာသူ့အားသားလို့ခေါ်တာသဘောကျပေမဲ့မောင်ဆိုတဲ့နန်းစားလောက်သဘောမကျပါသားဆိုတာကြီးပါလေကို့အဖေနဲ့ယူထားတာကိုတတိပေးနေတယ်လို့စံပြုတ်လည်းသူ့ကိုခွန်ပြီးအပြင်ထွက်မိလို့တော့တေဒီကျွန်တော်ဘေးမှာလာအိတ်ပြီလို့မရှဘူးလားကျွန်တော်ဘေးမှာလာအိတ်ဧကရဲ့ခန္ဓာကြောင့်သိတာပေါ့ဖြာတိုင်းဘေးမှာတရားရောက်ရှိမှအဆင်ပြေတာမဟုတ်လေရင်ငငယ်ရအဖြစ်ပြကြောင့်ကြောက်တဲ့စိတ်အနေငယ်ရှိနေတယ်တေဒီအလောက်သွားเสียရှိတယ်ခဏနေမှပုံကိုတာဘေးမှာလာထိုင်နေခိုင်းလိုက်မယ်နော်တာဟုတ်ကဲ့တေဒီမိမုံထမင်းစားနေရင်ဧကရေပြောတဲ့စကားကြောင့်စားလက်စားထမင်းအားဆက်မစားခြင်းတော့သူနဲ့မရှိခင်ကခန္ဓာနဲ့ဇလန်ကရှိရဖို့တင်မို့မှုံရဲ့တာဘေးနာခဏပဲသွားထိုင်ပေးလိုက်ပါတာခန္ဓာပြရင်အစင်းရကိုပဲတာဘေးမှာစောက်ပေးရတာတာတယောက်တည်းဖျားရင်မနေစေဘူးသူကကလေးမှမဟုတ်တော့ပဲပြီးတော့မှုံဧကရေကတနာစရာမျက်နှာလေးလှုပ်ပြနေတာမို့အမနေပေးမယ်ညနေကြရင်ပုံအတွက်မာလာဆန်ကိုဝေးခဲ့ပြီအဲ့ဒါသားကိုဆောင်ခိုင်းလို့ကိုစနီလေးအကြိုက်ဝေးခဲ့ပါမယ်ဗျာနော်မဝေးခဲ့လို့ကတော့တက်လာလောက်ညစာအငတ်ထားပြင်ပဲမကြွေဘူးနော်မမစ်စီရဘူးဝေးခဲ့လို့ကတော့နေတိုင်းနေပါညစာစားပြင်ပဲအချစ်တွေလည်းကြမ်းပြင်ပဲထမင်းဝိုင်းမှာစကားပြောရင်စားရင်နိုင်အနေငယ်ကြတော့ဧကရက်အလုပ်သွားခဲ့တယ်ခန္ဓာအခန်းကိုဥတီခဲ့လိုက်တော့တယ်ခန္ဓာကတော့အိမ်မနေအိတ်လေနေမကောင်းဘူးဆိုအိတ်လို့မပြောဘူးငါဒီနာလေးထိုင်းနေမယ်အိတ်လိုက်နော်ဟဲ့ကရေမော်ချီတက်လာလေကြိုက်စားမှကြောက်လို့လားမကြိုက်ပါဘူးဟာဒီလိုဘလို့ပဲစိုးချင်အောင်ပါနေဖေသားတည်းရင်မူးမီလောင်မှာခန္ဓာရဲ့အဲ့ဒါနည်းနည်းလေးမှနေမစင်းစားမိဘူးလားနေရဲ့အုံနောက်ထဲမှာမရှိဘူးလားလာပါမောက်နှုတ်ဆွချင်လို့ဟဲ့လို့ငါ့ကိုမတနာဘူးလားခန္ဓာငါတို့အကြောင်းသိသွားလို့ကွာစင်းရင်ငါတခုလည်းဖြစ်မောင်ကတာဝန်မရှိမဲ့လူလို့ထင်းနေတာလားမောင်မင်းကိုဘယ်လောက်ထိချစ်လဲမသိလို့လားမင်းရဲ့လင်ငယ်ဖြစ်နေရလေအဆင်ပြေတယ်မောင်ကမင်းကိုပြစ်ထားမယ်လူမို့လို့လားလင်ငယ်ဖြစ်နေပေးပါမယ်ဒီမယ်နေပြောသလိုသာလွယ်ရင်တော့လွယ်ပါတယ်လာပါမိမိလေးရဲ့မလာချင်ပါဘူးဆိုလက်ကောက်ကနေဆွဲကဂရင်မော်ဆွဲချပြီးအင်ကြီးဟာပေါ်တွန်းတင်ပြီးတော့သူ့ပြောတဲ့အတိုင်းအငတ်မရဆုပ်ယူနေတဲ့ခန္ဓာကသူနှုံးငန်နေတဲ့ကလေးတစ်ပွဲ
ဖြည်းဖြည်းပါအစမ်းမကိုက်နဲ့နောက်ကြမှာနေအောင်နှုတ်တော်စီဝဲတိုက်မယ်မတော့ပါဘူးဒေဒီကလည်းနှုတ်ချိုက်တယ်မလားနှုတ်လေးကတဖြည်းဖြည်းကြီးလာတာပဲဒေဒီကိုင်တာများလို့ထင်တယ်ညာလိုက်မယ်အဲ့ဒီလိုအိတ်နေတာကြီးမှာပေါ့သားမနှစ်ယောက်ဘေးကလေးကလူပြက်နေကြလည်းမသိဘူးစကားမများစမ်းနဲ့နေကောင်းတာလည်းမဟုတ်ဖ ೇನೆ ကိုအိတ်လိုက်ပါတော့မြေမို့ပြောတော့မှသူကအိတ်ပြော့သွားခဲ့တယ်မသိလေကလေးငယ်တယောက်သားညကြလင်းလေဧကရက်ကိုသူပြုစုပေးရအောင်ပဲမနဲ့ရောက်ရင်ကျိန်းဆန်နေမိမှာမလဲအာနားတယ်လို့ယောက်ျားဒီနေ့ကိုမိမလေးကအတိမခံဖြစ်နေတာပဲကြည့်ပါအောင်အပေါ်ပိုင်းလေးကလည်းရှဲနေတာယောက်ျားတားမကင်နေနားတယ်ကင်ချင်နေတာစိတ်ကအထိမခံတာလေးကိုပို့ကင်ချင်တာပြီးတော့မိမရဲ့ညီးတန်လေးကိုကြားချင်နေတာဟာကိုကြားနေမှမကြားရတာကြားပြီလေသူမကိုပို့တက်ပြီးတော့ထိလိုက်တယ်အောက်နှခါအကိုက်ကမျက်ရည်ဦးလေးများကျနေတာကြောင့်အရသာခံကြည့်ရင်သူ့ရဲ့ထိပ်သီးပြားလေးတွေကိုလက်နဲ့ဖိချေပေးနေတယ်ညီးတန်လေးကသူ့အားပို့ပြီးတော့ရမတ်ထလာစေသည်မဟုတ်လားယောက်ျားနားတယ်လို့ကိုပစံလေးနဲ့အာငွေပေးပြီးမယ်ဧကရက်သူမရဲ့ကျင်သားကိုငုတ်ခဲလိုက်တော့သူ့ပကုံကအတင်းတုံးကအော်ညီနေတယ်တကယ်ကိုနားနေတဲ့အတိုင်းဒီသားပါနှစ်ယောက်ကြားညက်နေရတာမကောင်းတကယ်ကိုနှုတ်ကန်နေတဲ့အတိုင်းသားပြသူကအကြက်ခိုင်လိုက်အဖေဖြစ်သူကလည်းညီးတန်ကိုကြားကြံသေးတယ်လေယောက်ျားတော်ပြီကွာနားတယ်လို့တီးကန်ပေးပါအောင်မိမရဲ့ကိုဘာမှတော့မလုပ်ရသေးမြေမုန်းတဲ့စကားပြောနေစဉ်ဧကရက်လျှက်တပြက်အနမ်းခံရတာကြောင့်ကြောင်သွားပြီမေသူ့အနံများကိုပြန်လဲတုတ်ပြန်ရင်နဲ့သူစားတင်ဖို့အတွက်သူကဖြည်းဖြည်းချင်းအချက်ကျန်လိုက်တယ်မြို့မရဲ့အချက်ကျန်လိုက်တော့လေအနမ်းချက်ဖလဲရင်နားတဲ့တန်ကြောင့်ဧကရက်ကျော်အားလက်သက်ပြကုတ်ချစ်မိတော့တယ်မနဲ့ကြရင်ဆေးလေးပေးရမိမှာမလွယ်ယောက်ျားကောင်းတယ်မိမခဏပဲရှိသေးတယ်လေမိမရဲ့ကိုမဆက်နိုင်ဘူးတော်ပြီကွာတော်တော့လို့ဆက်လိုက်ပါတော့ဧကရက်ကလည်းသူမပြောတာကိုလက်မခံသူမလေးအဖတ်လိုက်ရင်အချက်ပေါင်းများစွာသူချစ်လိုက်တယ်သူမရဲ့ညီးတန်လေးဟာတစပူထန်စေတာကြောင့်လေမပြေးနိုင်မစည်းနိုင်ပါတော်တော့လေနာနေပြီလို့မိမကလည်းကွာနောက်တစ်မျိုးလေးပြောင်းရအောင်နော်မြေမုတ်စကားထက်ဧကရက်နာနာကပ်ပြောလာတဲ့စကားကြောင့်ဘာပြောလို့ပြောရမည်မသိတော့တကယ်တော့ဧကရက်ကအကုန်သိနေတာပင်ဒါကိုမသိချင်အောင်စောင့်ထားတယ်ဟန်ဆောင်ကောင်းလို့နေယောက်ျားတယောက်ဧကရက်ပြောတဲ့ကမိမကသားနဲ့တောင်လူလာချစ်နေတာယောက်ျားနေကြတော့မချစ်ချင်ဘူးလားတဲ့အကုန်သိနေတာလားဒီအိမ်ရဲ့နေရာတိုင်းမှာ CCTV တက်ထားတာသားကမပြောပြဘူးလားဟမ် CCTV တက်ထားတယ်ဟုတ်လားဟုတ်တယ်လေမိမရဲ့သူပြောတဲ့အတိုင်းသူမလေးနေပေးရတော့တယ်အနောက်ကနေနေရာဝင်ယူပြီးသူကစတင်ပြီးတော့တက်ဆက်အချစ်ချမ်းလာတယ်မိမဟာကိုသားကိုတော့မရှောင်ဘူးပဲကိုရဲ့အချစ်ပြည့်စုံမှုတွေမကောင်းလို့လားခိုးစားရတာကြိုက်လို့လားအန်ကျိတ်ပြောရင်စောင့်လာတဲ့သူ့ရဲ့အချစ်ချမ်းမှုတွေအားမြေမုံမခံနိုင်တော့တဲ့အစုံမဟုတ်ဘူးမြေမုံခိုးစားတာမဟုတ်ဒါဆိုလဲပါလေတာပေါ်ကနေသူတက်ချစ်တာကိုမိမကနှစ်မျိုးစားချင်နေတာလားရှောက်ကြတော့ပြီအစိမ်လျှော့တော့မိမကကြမ်းကြမ်းလေးကြိုက်တာမလားယူသားလိုက်စမ်းပါရှောက်ကြအစိမ်လျှော့ပြီနားတယ်လို့ဧကရက်အားတဲ့ကချက်လိုက်တော့သူ့ရဲ့မိမလေးကဒူကလည်းမခိုင်တော့ထောက်ထားတဲ့လက်များဟာလည်းမခိုင်တော့ပါမောက်ရချသွားတော့တယ်အဲ့ဒီနေညာကအချိန်အတော်ကြာတဲ့အထိသူတို့အတူနေဖြစ်ခဲ့ကြတယ်နေရအမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ပေါ့ခဏတယောက်နှိုးလာတော့ရှင်းနာရဲ့ပင်ထိုးနေပြီဖြစ်တယ်တခါမှတူနောက်မကြဘူးမျက်နှာသိရင်မှုချိုကပရိပတ်စားဖို့ဆင်းလာတော့မိဖို့ချောင်းနဲ့တွင်ဟိုဘက်သွားလိုက်ဒီဘက်သွားလာပြီးအလုံးစုံနေတယ်မိတွေအလှလေးအားမြင်လေတော့အနောက်ကနေသွားကတိုက်ပတ်လိုက်ရင်မိဒီနေ့ဘာရင်လဲပိုက်စာနေပြီ CCTV တွေတက်ထားတာဘာလို့မပြောတာလဲအမေတခြားအပြစ်တခြားဖြစ်နေတယ်လို့အတန်ဟာလေအနှိမ့်ငယ်မာနေတာကြောင့်မိလေးတိသွားပြီလားပြောလိုက်ရင်အစာငတ်သွားမှာပေါ့ဒါပေမဲ့မင်းပြေပြောတော့ငါမကင်နဲ့တော်ပြီမိလေးဟာဗလာမဝတ်ထားဘူးပဲကင်လို့ကောင်းတယ်မကင်နဲ့လို့မင်းတို့သားပါနေရောက်ကင်ထားလို့အတိမခံနိုင်လောက်အောင်နားနေတာသိရလားဘာဖြစ်လဲကို့အမေနဲ့ကိုကင်တာပြီးတော့ဒါခန္ဓာနဲ့တွေ့ပြေးပြလိုက်စမ်းပါဘာလို့ဒီလိုတွေလှုပ်နေတာလဲကျွန်တော်မနေမကောင်းတာနေမကောင်းရင်ညင်နေလေဘာလို့လူကိုလာပြီးတော့ချစ်နေတာလဲမလောက်ရသေးပါဘူးမိလေးဟာလေးကိုဒီလိုလေးစုပ်ပြီးတော့ခါကနေကင်ပြီးတော့ဟာဒီလိုလေးအချစ်ချမ်းချင်တာမှန်စစ်မှာပေါ့မင်း
လာပါသွားရအောင်ခန္ဓာအောက်ချပေးစမ်းဒေဦးမဖြစ်ဝသေးဘူးလေမြေမုံကိုချီလက်စားနဲ့မိကလုံအားဖိလိုက်ခါအခန့်စီရစီတို့ဥတီလာပြီးမှန်ရှိမှရက်စီကလက်တစ်ပတ်ကလည်းအပေါ်ပိုင်းတွေကိုပွတ်သက်ပေးနေရင်တည်းမှမိမိမှန်တဲ့ကိုချီလိုက်အောင်လေမိမိရဲ့သားကမိမိကိုဒီလိုတွေပြစ်စုပေးနေတာခန္ဓာကြည်လို့မှန်တဲ့ကိုချီစမ်းပါမြေမုံမချစ်ချင်လို့မျက်နှာလွှဲထားတာကိုအောက်ပိုင်းအထိမခံသားတဲ့နေရအားအတေဖိဖို့နေရင်ပြောလာတာကြောင့်မှန်နေကြည့်လိုက်တော့ခန္ဓာရဲ့မျက်လုံးများဟာအလွန်ကြောက်စရာကောင်းနေတယ်အသာစားတော်မြင့်ကြားတကောင်ပမာလှလိုက်တာမိမိလေးထမ်းနေတယ်မလားကြည်ပါဦးမလောက်ပါနဲ့တော့ငါတောင်းပန်ပါတယ်ဟမ်ငါစစ်ကြီးခိုးပြီးတောင်းပန်ပါတယ်ခန္ဓာမှန်ရှိမှရှိတဲ့ထိုင်ကုန်မှာထိုင်ကသူ့မလေးအားသူ့ရဲ့ပေါ်တွင်ထိုင်စေလိုက်ပြီးမိမိလေးတော်ပြီမှန်လေးကိုတေချာကြည့်တာဘယ်လိုချစ်မလဲဆိုတာကိုမှန်လေးမှကြည့်လိုက်တော့ခန္ဓာမြို့မကိုစားတင်ပြီးတော့ချင်နေတော့တယ်ညီးစမ်းမှာအော်စမ်းမှာအစိမ့်ဆက်မှာမဟုတ်ဘူးပြောရင်လည်းအစိမ့်တည်းရင်မှန်စိတ်မှာသူတို့ချစ်တဲ့နှောနေကစိတ်ကပိုထန်လာတယ်နောက်တစ်ချိန်သားဖြစ်သူနဲ့ကျူးလွန်မိပြန်တယ်အစိမ့်ဆက်ပါအောင်ဘာလို့အစိမ့်ရှော့ရမှာလဲဆက်ပြောမင်းတို့သားပါနှစ်ယောက်ကအချိန်ပြီးထမ်းနေကြတာလားအရင်ကျန်းတာပဲဘာလဲဒီကဖေတူသားဆိုတော့အဲ့လိုပဲလေအဒီကမိမိလေးကိုချစ်တဲ့နှောရောကိတ်တော့မနေနိုင်ဘူးပေါ့ကောင်းတယ်မိမိလေးနောက်လေဒီလိုပဲနေခန္ဓာကောင်းတယ်ဒီလိုနေတိုင်းညတိုင်းဆိုရင်ဧကရက်နဲ့ဆက်ဆံပြီးဧကရက်အလုတ်သွားတဲ့ချိန်ဆိုခန္ဓာနဲ့ဆက်ဆံဖြစ်တယ်ဒီမိသားစုဟာအများအမြင်မှာအားကြစရာကောင်းပေမဲ့အိမ်တွင်းရရမှာတော့လွဲမနေတဲ့မိသားစုတစ်ခုသာဖြစ်နေတော့တယ်ပရိသတ်များရှင်ပရိသတ်ကြီးခုနားဆင်ကြရတဲ့အချစ်ဇလံလေးကမိတွေးလေးရဲ့စမတ်ကြမ်းပေါင်းဆိုတဲ့ဇလံလေးရဲ့အစအဆုံးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်နောက်ရမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာအချစ်ဇလံကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးတောင်းမှာမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါတယ်ရှင်